မှောင်ရီပြိုးစာညအချိန်ဟာတစတစနဲ့ပုံမကြီးဆိုးလို့လာပါတယ်။ဘဝန်းကျင်တစ်ခုလုံးကတိတ်ဆိတ်နေပြီးတစ်ချက်မှာဖျားရှိခိုးတန်ကလေးငိုတန်နဲ့စကားပြောတန်ခက်တိုးတို့ကိုပဲတဲ့တဲ့လေးကြားရပါတော့တယ်။ကောင်းကင်ထက်မှာတနေ့လုံးအစွမ်းကုန်အလင်းပေးပြီးတဲ့နေမင်းကြီးကလည်းတိမ်တိုက်တွေကြားတဲ့ကိုတိုးဝှေ့ပျောက်ကွယ်သွားပြီးတော့မကြမီမှာပဲညအတွက်အလင်းပေးဖို့တာဝန်ကိုလာမင်းကြီးကတလဲလွှဲယူလိုက်ပါတယ်။ဒါပေမဲ့ဒီနေ့တော့ညာကောင်းခွင်ကြီးကထင်သလောက်လင်းမနေခဲ့ပါဘူးအကြောင်းရင်းကတော့လာကွယ်ညဖြစ်နေတာကြောင့်ပါဒီချိန်တိတ်ဆိတ်ချောက်ကန်နေတဲ့ရွာလေလမ်းမကြီးအတိုင်းအရင်တစ်ခုကဖြည်းဖြည်းချင်းရွေ့လာပါတယ်ခါတိုင်းဆိုလို့ရှိရင်ရွာလေချောင်းဆန်နာကကင်းတဲမှာလူစုံနေတဲ့ပေမဲ့ဒီနေ့ညကလာကွယ်ညဖြစ်တာကြောင့်လူရဲ့လူရောင်တော်မတွေ့ရပဲပတ်ဝန်းကျင်ရှိအရာအလုံးကတိတ်ဆိတ်ငြိမ်သက်မှုစီကိုပဲဥတည်နေပါတယ်ရွေလေရလာတဲ့အရင်တစ်ခုကဖြည်းဖြည်းချင်းနီးကပ်လာတဲ့အခါမှာဖနက်တန်တစ်ချက်ကြောင့်လူနှစ်ယောက်လမ်းလျှောက်လာမှန်းသိလိုက်ရတယ်။သူတို့တွေကတော့မတဲ့အတူနေတငယ်ချင်းနှစ်ယောက်ဖြစ်ကြတဲ့ဖိုးရှုံနဲ့ကြက်တော်ဆိုတဲ့ရွာသားနှစ်ယောက်ပါပဲ။ရွာလေလမ်းတိုင်းလျှောက်လာခဲ့ရင်လေကွန်းပြင်ကျဲကြီးတွေကိုကြော်လာတဲ့အခါမှာလမ်းပိုကျန်းလာတဲ့မြင်းနီလမ်းတွေတစ်ခုရောက်လာပါတယ်။ဒီမြင်းနီလမ်းမော်ကိုခြေစလမ်းလိုက်တဲ့ဆိုရင်ဘယ်ကမှမသိတဲ့ခွေးတကောင်ရဲ့ဆွငယ်ဦးတဲ့အတန်းကိုကြားလိုက်ရပါတယ်။ကြက်တော်ရောဖိုးရှုပ်ပါအနှဲငယ်တွန့်သွားပါတယ်ရှေ့ဆက်လျှောက်ဖို့ကလည်းလိုသေးတာဆိုတော့ဖိုးရှုပ်ချက်သေးတွေတဖြန်းဖြန်းထားပြီးတကိုယ်လုံးလေးအေးဆက်လို့လာပါတယ်တစ်ဆက်တည်းမှာပဲနှစ်ယောက်သားလမ်းလျှောက်လာရင်းနဲ့ဖြက်ခနဲဆိုသလိုအနီးနားကတစ်ပင်ပေါ်ကိုရှင်းနှကောင်ဖြက်ပြေးလို့သွားပါတယ်အမလေးမြတ်စွာဘုရားကဲတော်မူပါဖះငါးစုမပါကျောင်းလန်တကြားအုပ်လိုက်တဲ့ဖိုးရှုပ်ရဲ့အတန်ကြောင့်ကြက်တော်လေးလန်ပြီးတော့ဖိုးရှုပ်ကိုလှမ်းဖက်မိလျက်သားဖြစ်သွားပါတယ်အချိန်ခဏကြာအောင်စောင့်ကြည့်ပြီးတဲ့နောက်မှာနောက်ထပ်ဘာတစ်ခုမှထူးခြားတဲ့ရေးရောင်ကိုမမြင်ရတာကြောင့်နှစ်ယောက်သားခက်ခေါ်ခွာပြန်ပြီးရက်လိုက်ကြတယ်။ဒီတော့မှကျတော့ကကြောင်အလာနဲ့ဖိုးချုပ်ကိုလှမ်းဖက်မိတဲ့သူ့ရဲ့အဖြစ်ကိုတွေးကရှက်ကိုရှက်ကန်ဖြစ်သွားပြီးတော့ဖိုးချုပ်ကိုအပြစ်တင်မာတော့တယ်။ဟာကွာလက်ခွေးရံမှာပဲဖိုးချုပ်ရဘာလို့ထအော်တာတော့ဟာရှင့်မှာကွာရှင့်မှာမင်းကလည်းဘာဖြစ်နေရတော့ဒီခါမှာတော့ဖိုးချုပ်လည်းကြက်တော်ပြောတာကိုမခံချင်စိတ်နဲ့ပြန်ပြောပါတယ်။တစ်ချိန်လုံးသူ့ကိုငကြောက်စင်းသွန်းထားတဲ့သူကကြက်တော်ပဲမဟုတ်ပါလား။အေးလေငါတီးတယ်မင်းဘလောက်တက်သိရှိလဲတီးချင်လို့တမင်អော်ကြည့်လိုက်တာငါ့အောင်မြန် तू ပိုးနေတဲ့ဇာပြူမှတ်နေလားမသိဘူးကွာလွတ်ကိုဖတ်တော့ပဲမင်းအမတကယ်ငကြောက်သူတို့အခုရောက်နေတဲ့နေရာကတာယာကုန်းရွာလေးနဲ့အတော်လေးလမ်းသွားခဲ့ပါပြီတာယာကုန်းရွာကိုအနောက်ဘက်မှာပြပြလေးပဲမြင်ရပါတော့တယ်မဝေးတော့တဲ့အရှိမှာတော့သူတို့သွားကျင်နေတဲ့နေရာတစ်ခုကိုရောက်တော့မှာပါဒီချိန်အောက်တိုးတို့အနန်းတစ်ခုကိုရားလိုက်တာကြောင့်ကြက်တော်ရောဖိုးချုပ်ပါနှာခေါင်းပိတ်မိလျက်သားဖြစ်သွားပါတယ်အနံ့လာရလမ်းကြောင်းကတော့တင်းချမ်းဝဇရက်စီရဖြစ်ပါတယ်။တာယာကုန်းတဖန်းကုန်းနဲ့မကြီးကုန်းရွာ3ရွာဆုံရာတုတ်တန်အဝန်ဝဇရက်ဖြစ်တယ်လို့ဖျားဒါဂါမာကြီးဒေါ်ရီတောင်အသက်69နှစ်ကောင်းမှုဆိုတဲ့ခေါင်းစည်းနဲ့တင်းချမ်းအဝမှာသူတို့ကိုစောင့်ကြိုလို့နေပါတယ်။ဒီဇရက်ကြီးစီကိုရောက်ပြီဆိုရင်တော့တအောင်လောင်နေတော့တုတ်တန်ဝန်းထဲကိုသူတို့တွေခြေချရတော့မှာပါ။ဟဲ့အောင်ကြက်တော့ရင်တုတ်တန်ဇရက်ကိုတော့ရောက်ပြီကွာ။ဟာငါတို့ဘာဆက်လုပ်ကြမလဲ။ဆက်ပြီးသွားကြမလားဒါမှမဟုတ်ဘာဒါမှမဟုတ်လေခုမှကြောက်မနေနဲ့မဲကိုတာမောင်တော့ညနေကဆင်ခေါ်လိုက်တာလीငါပြောပြီးသားပဲမဖြစ်နိုင်ရင်အစကတည်းအရှုံးပေးလိုက်ပါလို့အခုတော့သူပဲဟုတ်တယ်လို့နဲ့စိန်ခေါ်ခဲ့ပြီးတော့ကြားထဲကငါပါဒုက္ခရောက်ပြီအားကြောင့်အမေကဟိုနေ့ကတည်းကပြောတာလူပေါင်းမားမယ်တဲ့အမေသားတော့ဒီဖိုးရှုပ်ဆိုတဲ့ကောင်တဲ့ပေါင်းမှတင်ញံကုန်းကိုညာချစ်ချိန်မတော်လာနေရပြီဗျာလာနေရပြီဒီခါမှာဖိုးရှုပ်ကကြက်တော်ရဲ့ခေါင်းကိုလှမ်းရိုက်လိုက်ရင်မြည်တွန်းတောက်တီးလိုက်ပါတယ်ဟေ့အောင်ကြက်တော်သေမလို့ထအောင်နေရလားလက်ခွေးတယ်မှာပဲအဲ့တော့ငါ့ကိုတားပါလားရမင်းလည်းအလိုပါမြောက်ပေးတော့မြောက်ပေးရနော်အခုမှအတန်ကောင်းဟစ်မနေနဲ့ကွာနားကြီးတယ်တရေကြောက်ရတဲ့အထက်မင်းရတမျိုးဘာအခုမှတရေကြောက်ပါတယ်မင်းအဲ့လောက်တရေကြောက်နေလို့ရှင်ဘာလို့ညာဘက်ကြီးတင်းញံကုန်းမှာဖွက်ထားတဲ့ပစိုးကိုယူပေးမယ်လို့ပြောလေတရေကြောက်ကြောက်တယ်လို့ဝန်ခံလိုက်ပါလားမင်းကြောက်တာတရွာလုံးသိနေရပဲဟုတ်ဘာရဲကွာငါဘယ်မှာတရေကြောက်လို့လဲဟန်အဲ့လိုမျိုးမဟုတ်ကဟုတ်ကတွေအပြောခံလို့ငါတင်းတာကွာသိလားငါယောက်ျားကွာမင်းတရေလုံးဝမကြောက်ဘူးငါမကြောက်ဘူးမင်းမကြောက်ဘူးဆိုပြီးတော့အတန်နေတုံနေတဲ့ဖိုးချုပ်ကိုကြက်တော်ကရည်ကျင်သွားပါတယ်ပြောတာပြောရတယ်ကြက်တော်လဲကြောက်နေတာပါပဲတင်းញံဝါကထူထပ်နေတဲ့ခြုံတဲ့ပိတ်ပေါင်းနေနဲ့အုပ်ဆိုင်ဖြစ်နေပုံကနေ့လယ်နေကင်းဆိုတိတ်မသိတာပေမဲ့ညဘက်ရောက်ရင်တော့ခြောက်ချားစရာအတော်ကောင်းပါတယ်ဟိုတစုဒီတစုမြင်ရတဲ့အုတ်ကူတွေကလည်းတုတ်တန်ရဲ့အင်ကာရက်ကိုပံ့ပိုးပေးနေတာပါငွေကြေးတက်နိုင်တဲ့လူတစုရဲ့လွမ်းဆွတ်တန်းတာပွဲထိမ့်မှတ်ဖြစ်တဲ့အုတ်ကူတချို့ကတော့
ခြုံနေကြတဲ့ပျောက်ကွယ်လို့နေပြီးတချို့ဆိုရင်နာမည်ဘသူဆိုတာတော့မမြင်ရလောက်အောင်ယိုယွင်းလို့နေပါပြီသူတို့ခမမှာလာထားသွားကြတော့ကတော့ဆွေမျိုးမိသားစုစုံစုံလင်းလင်းနဲ့ဆိုပေမဲ့အခုကြတော့လေလောကအလယ်မှာတူးတဲ့လဲလျောင်းနေရတာဘလောက်ပင်ပန်းလိုက်ကြမလဲဟဲ့အောင်ကြတော့မင်းလည်းမကြောက်တာကြာနေရပဲအဖိုးရင်းညင်းမနေနဲ့ကွာလာငါနောက်ကသာလိုက်ခဲ့အမလေးကွာမင်းသာရှိရနေသွားစမ်းမှာငါလိုက်ပြီးသားပဲကြာလို့တုတ်တန်အတွန်းထဲကိုဝင်လာလေးကြက်သီးတွေကခက်ဆစ်ဆစ်နဲ့တပြန်တန်းထလာလေးဖြစ်ပေမဲ့နှစ်ဦးသားကတော့စကားနိုင်လို့ဖို့ကိုလည်းမမေ့ရောကြပါဘူးငယ်ကလေးကပြောမနာဆိုမနာတငယ်ချင်းတွေဖြစ်တာကြောင့်ဒီလိုတယောက်နဲ့တယောက်အနိုင်ပြောရတာကိုကအာတီတတွေ့စရာဖြစ်နေတာပါတင်ညာအတွန်းဘက်ကိုကြောက်လာတော့အရင်ကားထပ်ပို့ပြီးတော့အောက်ကိုသတိထားပြီးနေရပါတယ်ဘာကြောင့်လဲဆိုတော့တချို့လူတွေကိုမြေကြီးထဲမှာပဲဒီတိုင်းမြုပ်ပြီးတော့နာမည်ကပ်ရိုက်ထားတာကြောင့်မတော်လို့နင်းမိရင်မဖြစ်တဲ့နာတွေဖြစ်လာမှာကိုလည်းစိုးရိမ်ရသေးတယ်မဟုတ်လားကြက်တော့ရောက်ငါတို့တင်ညာနဲ့တော့ရောက်လာပြီးကိုတာမောင်ပြောတဲ့ပစိုးကဘာအယောင်လဲဘယ်နေရာလောက်မှာလဲဟဲ့အောင်စိမ့်ပြကွက်လေကွာသူတို့ပြောတာကတော့တင်ညာအလဲပိုင်းနားလောက်မှာတဲ့ငါတို့နည်းနည်းတော့ထပ်သွားရအောင်မယ်ထင်တယ်ကွာအေးကြက်တော့ရောက်မင်းရှိရနေသွားပြီးတော့ရှာနေမှာလားငါအပေါ်သွားကျင်တယ်လို့ဘာလို့ဖြစ်လာလို့အေးဟုတ်ပြီငါသွားနေမယ်နောက်ကနေတော့လိုက်ခံတော့ဟဲ့ကောင်ပြောစုံနဲ့ကြက်တော့ကဖိုးချုပ်ကိုလဲကြည့်နဲ့ပစိုးကိုခေါင်းမီးချုံကတင်ញံကုန်းရဲ့အတွန်းဘက်ကိုဝင်သွားပါတယ်ဖိုးချုပ်ကတော့အပေါ်သွားခြင်းစိတ်ကိုမထိန်နိုင်တာကြောင့်ကြောင်ကြတဲ့အုတ်ကူတစ်ခုရဲ့ရှေ့မှာစောင်းထိုင်လိုက်ပါတယ်ဒီချိန်အနီးနားကကျွတ်ဆုပ်တစ်ကောင်ကဖြတ်ပြီးပြေးသွားပါတယ်အမလီအရေးတဲ့အကြောင်းနဲ့မှာကွာဒီကျွတ်ဆုပ်ကတမျိုးတကျွတ်နဲ့အဝေးကိုထွက်ပြေးသွားတဲ့ကြွက်ကိုကြည့်ရင်ဖိုးချုပ်ကိုယ်တိုင်လည်းရွာထဲကိုပြန်ပြေးခြင်းစိတ်တွေပေါက်သွားပါတယ်ဒါပေမဲ့ကိုတာမောင်တို့ကိုစိန်ခေါ်ထားတဲ့အလောင်းစားကအလောင်းစားပဲမဟုတ်လားဒီတစ်ခါတော့သူ့ကိုလူပြောလူညံတယောက်ဖြစ်မြင်နေကြတယ်ကိုတာမောင်တို့ကိုသူ့ဘလောက်တတ်သိရှိကြောင်းပြနိုင်ခဲ့ပြီမဟုတ်ပါလားဒါပေမဲ့မောင်မဲတိတ်ဆိတ်နေတဲ့ပဝန်းကျင်ကဖိုးချုပ်ကိုနောက်ကိုပြန်လဲဖို့နှိုးဆော်လို့နေပါတယ်ဒီချိန်ထိဖိုးချုပ်ခမမှာရှေ့ကိုဆက်သွားရမလားနောက်ပြန်လှည့်ရမလားမဝေခွဲတအောင်ဖြစ်လို့နေတာပေါ့မထူပါဘူးကွာရောက်လက်စနေတော့တွေ့အောင်ရှာပြီးမှပဲပြန်တော့မယ်ဟိုကောင်ကြက်တော့ကလည်းထွက်သွားလိုက်တာကွာဘယ်ရောက်သွားပါလိမ့်ညဘက်ကြီးကြက်တော့ရဲ့နာမည်ကိုတင်ញံကုန်းထဲမှာအော်ခေါ်နေလို့လည်းမတင်တော့တာကြောင့်ဖိုးချုပ်လည်းကြက်တော့သွားရနောက်ကိုလိုက်လာခဲ့ပါတယ်ဒူးနှစ်ဖက်လုံးကတော့တစ်ဆက်တုံရင်လို့နေတာပါမင်းရှာနေတာဒါလားမလန်းမကန်းကအမောင်ထဲမှာအရေးတစ်ခုကိုဖိုးချုပ်မြင်လိုက်ရပါတယ်မှောင်မဲနေတာကြောင့်ဘသူပေါ်ရမှမသေးခွဲပေမဲ့ဒီတင်ញံထဲမှာကြက်တုံးနဲ့သူနဲ့နှစ်ယောက်တည်းပဲရှိတာမဟုတ်လားအေးကြတော့ငါလည်းရှာနေရကွာငါတော့မတွေ့သေးဘူးမင်းရှာနေတာကဒါလားမလန်းမကန်းခတ်ဝေးကနေလူတစ်ယောက်ကဖိုးချုပ်စီကိုတစုံတစ်ခုလှမ်းပစ်လိုက်ပါတယ်အဲ့ဒီအရာကဖိုးချုပ်ရဲ့မျက်နှာပေါ်ကိုတဲ့ကျလာတာပါဖိုးချုပ်ကမန်းကရန်တိလိုက်တာကဒါကပစိုးတစ်ထည်ဖြစ်နေမယ်ဆိုတာပါအေးဟုတ်တော့ပါတယ်ကွာဒါပဲယူသွားလိုက်မယ်လေပြောဆိုဖိုးချုပ်ကတစ်ဖက်ကလှမ်းပစ်လိုက်တဲ့ပစိုးပိုင်းကိုလက်ကကန်ပြီးခက်မြန်ခြေလန်းနေနဲ့တင်ញံအပြင်ဘက်ကိုရှောက်လာလိုက်ပါတယ်အိတ်ချင်းနောက်ကနေဖိုးချုပ်ကိုတစုံတစ်ယောက်ကအတန်ခတ်အုပ်နဲ့လှမ်းပြီးခေါ်ပါတယ်ဟဲ့အောင်ဖိုးချုပ်အဲ့မှာဘာလုပ်နေရလဲငါဒီမှာမင်းရှာနေတဲ့ပစိုးကိုတွေ့ပြီဟမ်ဖိုးချုပ်နားကြောရရပါစိန်ပြီးတော့တောင်ခဲသွားပါတယ်နောက်ကိုလက်မကြည့်ရဲပဲထိတ်လန့်နေတော့မှကြက်တော့ကမြန်ဆန်မဲ့သူ့နားကိုရောက်လာတယ်ဟဲ့အောင်မင်းရှာနေတာဒီပစိုးမဟုတ်လားအကွက်ကတော့စိမ့်ပြကွက်ပဲကွာတင်းញံအလေလောက်ကဒေါ်ထွေးတင်ရဲ့မြေပုံပေါ်မှာလွှားထားတာဟာဒီခါမှကြက်တော့ကဖိုးချုပ်နားကိုရောက်လာပြီးမလုံးမချက်နဲ့ရက်နေတဲ့ဖိုးချုပ်ရဲ့ပခုံးကိုတစ်ချက်လှမ်းပြီးပုတ်လိုက်ပါတယ်ဟဲ့အောင်မင်းဘာဖြစ်နေရလဲဒီမှာပစိုးရလာပြီလေကြက်တော့ကလက်ထဲကပစိုးထောင်ပြလိုက်တော့ဖိုးချုပ်လည်းသူ့ရဲ့ညာဘက်လက်ထဲမှာကင်လက်ဆဖြစ်နေတဲ့ပစိုးပိုင်းကိုဖြည်းဖြည်းချင်းပြန်ပြီးထောင်ပြလိုက်ပါတယ်ဒါကခုနတော့ငါ့ကိုပေးလိုက်တဲ့ပစိုးပိုင်းမဟုတ်လားကြက်တော့မင်းပေးလိုက်တာမဟုတ်လားဘယ်ရလားကွာမဟုတ်ပါဘူးငါမင်းကိုခုမှတွေ့ရလေငါမင်းကိုဘာမှမပေးပါဘူးမင်းဘသူစီကအဲ့ဒါကိုသွားယူလာလဲဖိုးချုပ်ရဲ့မျက်နှာကတံမယာသီးနဲ့ရှောက်သီးကိုပေါင်းစားမိတဲ့လူတစ်ယောက်လိုရှုံးတသွားပြီးတော့ကြက်တော်ရဲ့မျက်နှာကလည်းနှစ်30စားလောက်ဦးစားကျသွားပါတယ်နှစ်ယောက်သားတစ်ခုသဘောပေါက်သွားပါပြီဒါဖြစ်ရင်တရေပေါ့လက်ထဲမှာကိုစီကင်ထားတဲ့ပစိုးပိုင်းတွေကိုပြစ်ချလိုက်ပြီးကြက်တော်ရောဖိုးချုပ်ပါနောက်ကျတဲ့ခြေထောက်တစ်စပေါက်ဆိုပြီးတော့ရွာဘက်ကိုတုတ်ချစ်တင်ပြီးပြေးပါတော့တယ်ပြေးနေရင်သူတို့ရဲ့နောက်ဘက်တင်းញိုင်းတဲ့ကနေအ
အတန်တစ်ခုကြားလိုက်ရပါတယ်။ငါပစိုးပြန်ပေးငါပစိုးပြန်ပေးပြန်ပေးစမ်းငါပစိုးပြန်ပေးမောင်ဖိုးရှုပ်တယောက်ကတော့အမြဲတမ်းလှုပ်လိုက်ရင်အရာရာနဲ့အကြောင်းကြီးပါပဲ။မနက်ခင်းနေအောင်ကြီးကအရှိတ်ဘက်ပဲခူးကျွန်းမှာတောင်တန်းတွေထက်ကိုတဖြည်းဖြည်းမေးတင်လို့လာပြီးတာယာကုန်းရွာလေးပေါ်ကိုဖျားချလို့လာပါတယ်။ကျေးလက်ဒေသထုံးစံအတိုင်းပဲမနေ့အာယုံလင်းတာနဲ့ရွာဦးဖုံးเจ้าနေစလို့ရွာသူရွာသားတွေအလုံးလှုပ်လှုပ်ရှားရှားဖြစ်နေကြပါပြီ။မနေ့ကမှာစွန့်ထချက်သူအချက်လဲတဲ့ကိုင်းနဲ့ဆင်းဖို့ပြင်ဆင်သူကပြင်ဆင်နေကိုစီအလုံများနေကြပါတယ်။တာယာကုန်းရွာလမ်းမကြီးထက်မှာတော့လဲတဲ့ကိုဆင်းဖို့လမ်းလျှောက်လာသူတွေတစ်ဖက်တဖန်းကုန်းရွာကအထက်တန်းကျောင်းကိုကျောင်းသွားတက်ကြမဲ့အဖြူစင်းဝတ်ထားတဲ့ကျောင်းသားတွေအပြင်ရွာဦးဖုံးကျောင်းကနေရွာတဲကိုစွန့်ခံကြွလာတဲ့တန်ဃာတော်တွေနဲ့ပါစီကားလို့နေတာပါစွန့်ခံကြွလာတဲ့တန်ဃာတော်တွေနဲ့ကြုံရင်တော့မြန်မာလူမျိုးတွေရဲ့ယူသေးလေးစားမှုအတိုင်းလမ်းမထက်မှာပဲလက်အုပ်လေးတွေချီပြီးတော့အယိုသေးပေးတဲ့ကြပါသေးတယ်ရွာလမ်းမကြီးကနေဆက်သွားရင်ရွာလယ်ပိုင်းကရွှေစင်ချောင်းအောင်ရောက်ပါတယ်ရွှေစင်ချောင်းဟာရွာလယ်ပိုင်းမှာရှိတာကြောင့်တာယာကုန်းရွာလေးကိုမြောက်ပိုင်းနဲ့တောင်ပိုင်းဆိုပြီးတော့နှစ်ချမ်းခွဲထားသလိုဖြစ်နေတာပါဒါကြောင့်လေရွာတောင်ပိုင်းနဲ့မြောက်ပိုင်းစိတ်မွားမကွဲစေဖို့တကြီးဥလူလကတေချာကွက်ခဲ့ပြီးတော့တာရင်နာရေးအသင်းဖွဲ့တွေကိုလည်းစနေတကျနဲ့ဖွဲ့စည်းပေးထားပါတယ်အဲ့ဒီဖွဲ့တွေကအဖွဲ့ဝင်တူဦးဖြစ်တဲ့ကျက်တော်ကတော့မနေ့ကသွေးပူလေးချင်ကန်လုံနေသလားမှတ်နေရအောင်ရွှေစင်ချောင်းပေါ်တရားကနေဖြတ်ပြေးလို့လာပါတယ်အလင်းစလိုပြေးလာတဲ့ကြက်တော်ကိုလမ်းပေါ်ကလူတိုင်းကအံ့ဩမင်သက်တဲ့ကြည်တွေနဲ့ကြည်သူကကြည်ဘာဖြစ်တာလဲဆိုပြီးတော့မေးသူကမေးနေတရွာလုံးကခုနာကထက်ပို့ပြီးတော့စူညမ်းလို့သွားပါတယ်။ဒါပေမဲ့တိတ်ဆိတ်ငြိမ့်သက်နေတာကတော့ရွာမြောက်ပိုင်းကဖိုးချုံနေအိမ်ပဲဖြစ်ပါတယ်။ဖိုးချုံရဲ့အဖွားဖြစ်သူဒေါ်မေဆုံကတော့မနေ့ကလုံးဆရာရှိတဲ့ကိစ္စတွေပြီးသွားတာကြောင့်အင်းရှိကွပြစ်မှာမနှက်စာထိုင်စားလို့နေပါတယ်။လွန်ခဲ့တဲ့တလလောက်ကအကိုဝမ်းကွဲဖြစ်သူအဘိုးလေးဥစိန်တောင်းစီကိုဖိုးချုပ်သွားရင်လက်ဆောင်ထည့်ပေးလိုက်တဲ့အမဲချောက်ဖုတ်ကိုထမင်းချမ်းကဲနဲ့လွေးပြီးတဲ့နောက်မှာဖက်ချမ်းဆေးလေကြီးကိုထိုင်ဖွာလို့နေတာပါဖိုးချုပ်ရေဖိုးချုပ်ဟဲ့အောင်ဖိုးချုပ်ဒီချင်းခြံထဲကိုအလံတကြားပြေးဝင်လာတဲ့ကြက်တော်ကြောင့်ပါဇက်မှာခဲထားတဲ့ဆေးလိပ်တောင်ပြုတ်ကျသွားပါတယ်အမလီဟဲ့ကြက်တော်ဘာဖြစ်လာလဲအမောတကောနဲ့ဒီခါမှကြက်တော်ကဟောဟဲလိုက်နေရင်နဲ့ဒေါ်မေဆုံကိုတုံ့ပြန်စကားဆိုလိုက်ပါတယ်ဟာမောလိုက်တာဗျာဟိုလေးဖွာတကြီးကဖိုးချုပ်ကိုခေါ်ခိုင်းလဲလို့ဗျတကြီးကခေါ်ခိုင်းတယ်ဆိုကြတဲ့ကရဲရေးရွာရင်မှန်ဒေါ်မေဆုံကတိလိုက်တာကြောင့်တစုံတရာမင်းမြန်းမနေတော့ဘဲနဲ့မြေးဖြစ်သူဖိုးချုပ်ကိုခေါ်ပေးလိုက်ပါတယ်ထိန်လေးငါမီထိန်လေးရေဖိုးချုပ်ကတော့ထရံဘောက်ကနေနေအောင်နေထိုးထွက်နေတဲ့ကြားကမပူသလိုပဲအိမ်မောကြလို့နေပါတယ်ထိန်လေးရေထတော့ကြက်တော့လာခေါ်နေတယ်ဟေ့ဒေါ်မေဆုံကခုနကထက်အတန်ကိုပုံမြင့်လိုက်တာကြောင့်အိပ်ပျော်နေတဲ့ဖိုးချုပ်အနေငယ်တွန့်သွားပါတယ်ဒါပေမဲ့မထကြံသေးတာကြောင့်အတန်ပြန်မပေးဘဲနဲ့ခေါင်းနဲ့နားနှစ်ဖက်ကိုအုပ်ကတမင်ဆက်ပြီးအိပ်ဆက်လို့နေပါတယ်ဟဲ့နာမည်အရင်ခေါ်ရင်အဖက်မလုပ်တဲ့ကောင်ဖိုးချုပ်ကြီးငရှုပ်ထတော့ဖိုးချုပ်ကြီးအင်းရှိရနဲ့ခုနှစ်တန်းချီဟစ်လိုက်တော့မှဖိုးချုပ်တယောက်အိယာရီကနေလူးလိန်ထလာပါတယ်ကျွန်တော်နိုးနေပါပြီအဖွားကလည်းအင်းရှိရနဲ့အတန်ကုန်းကိုအောနေတော့ပါပဲအိတ်ချင်မူတို့ဖြစ်နေတဲ့ဖိုးချုပ်ကအိမ်ရှိမှာဆေးလိပ်ကြီးထိုင်ဖွာနေတဲ့အဖွားဖြစ်သူကိုအတန်ပြန်ပြူရင်အိယာကနေထလာပါတယ်အင်းရှိကွပြစ်မှာအဖွားနဲ့အတူထိုင်နေတာကတော့ကြက်တော့ပါပဲရေးကြီးတုတ်ပြန်နဲ့ဘာဖြစ်လာတယ်မသိပါဘူးသူတစ်ပါးအေးပြက်နေမှလည်းမသိအလိုက်ကန်းဆိုးကလည်းမသိပဲအတင်းလာနိုးတဲ့ကြက်တော့ကိုသူ့အတော်လေးစိတ်ပြက်မိပါတယ်စိတ်မကြည်မလင်ဖြစ်နေတဲ့ဖိုးချုပ်ကကွပြစ်နဲ့မလန်မကန်းကစင်ဦးမှာမျက်နှာတစ်ဖို့ဆင်းလာလိုက်ပါတယ်ဟဲ့အောင်ကြက်တော့စောစစ်စစ်ဘာလာလို့တာလဲအေးကြီးကမောအောင်သေးဘူးဟာညာအိတ်မပြောပါဘူးဆိုမှပဲကွာမင်းရတမောက်ဖိုးချုပ်ကဒေါသပြီးပြီးရေနဲ့မျက်နှာကိုတစ်ခါလောက်ပဲတက်လိုက်ပါတယ်ပြီးတော့မှစင်ဟုံအဖုံးပေါ်မှာတင်ထားတဲ့မီးသွေးကဲကိုတစ်ချက်ကိုက်လိုက်ပြီးထွေးထုတ်လိုက်ကကြံတဲ့မီးသွေးကဲအပိုင်းကိုတွားတိုက်လိုက်ပါတယ်နေစမ်းမအောင်ဖိုးချုပ်ရမင်းကအိတ်မပြောရအောင်ဟိုနေ့ကမင်းတရေချောက်ခံရတဲ့အကြောင်းတွေးနေလို့လားဟာဟာရီရတယ်ကွာတကယ်ငကြောက်စောစောစီးစီးသူများအိမ်ရှိကိုလာပြီးတော့လောင်ပြောင်နေတဲ့ကြက်တော့ကိုသူဘာလို့ပြစ်လိုက်ရမလဲကြက်တော့ကိုဘူးသီးနဲ့ရောချက်ပြစ်ချင်စိတ်တွေပါပေါက်လာပါတယ်ရွာထဲမှာဖိုးချုပ်တရေကြောက်တတ်တယ်ဆိုတဲ့သတင်းကိုတကူးတကတိန်တက်ဆန့်လိုက်ဖြန့်နေသူကလည်းတခြားသူမဟုတ်မောင်ကျက်တော့ပါပဲဖိုးချုပ်ကမီးသွေးခဲနဲ့လင်းကားချက်လောက်သွားတိုက်ပြီးတဲ့အခါမှာတော့ဗဇက်ထဲကမဲတူးတူးတွေကိုထွေးပြီးထုတ်လိုက်ပါတယ်ဟဲ့အောင်ကျက်တော့အဖိုးတွေမပြောနဲ့ကွာဟဲ့အောင်လာရင်ကိစ္စပဲပြောဖိုးချုပ်ကတစ်ချက်ဟန်လိုက်မှ
ကြက်တော်ကမျက်နှာဘိုးကိုတက်လိုက်ပြီးခက်တီတီနဲ့သတင်းတစ်ခုကိုအတိပေးပါတယ်။ရွာတောင်ပိုင်းကဦးမောင်ကြီးလေဖုတ်ဝင်ပြီးတော့မင်းညာကစုံသွားပြီတဲ့။ဖိုးချုပ်ရဲ့လက်ထဲမှာကင်ထားတဲ့ရေခွက်ကမြေကြီးပေါ်ကိုကြောင်ဆိုပြီးပြုတ်ကျသွားပါတယ်။အဖွားတော်မေဆုံးကလည်းဖိုးချုပ်ကိုတစ်ချက်လှမ်းကြည့်လိုက်ပါတယ်။အဲ့ဒါကွာငါတို့တွေနာရီကိစ္စဝိုင်းကူပေးရမှာမလို့ကိုတာမောင်မင်းကိုခေါ်ခိုင်းလိုက်တာမင်းမျက်နှာတစ်ပြီးငါနဲ့လိုက်ခဲ့နာရီရုံသွားရအောင်လေ။မောင်ဖိုးချုပ်တယောက်မျက်နှာပြက်သွားပါတယ်။ဒါပေမဲ့ပြက်သွားတဲ့မျက်နှာကိုတစ်ချက်ပြန်ထိန်းလိုက်ရင်မြေပြင်ပေါ်ကိုကြာသွားတဲ့ရေခွက်ကိုပြန်ကောက်လိုက်ကခုလိုစကားဆိုတော့တယ်။အေးငါမလိုက်တော့ပါဘူးကြတော့ရမင်းဟာမင်းမဲ့သွားရတော့လေ။ဟာရောင်မင်းမလိုက်လို့ဘယ်ရမလဲ။ရွာတောင်ပိုင်းကကာလာသားကောင်းဆောင်ကိုတာမောင်နဲ့ရွာမြောက်ပိုင်းကကာလာသားကောင်းဆောင်ဖိုးချုပ်ကိုခေါ်ခဲ့ဖို့တကြီးကငါ့ကိုတေးသေးဆာဆာမှားလိုက်တာဟာကြက်တော်ပြောတော့ဖိုးချုပ်နားလဲပါတယ်။ဒါပေမဲ့နာရေးကိုသူမလိုက်ချင်ဘူးဖြစ်နေတာပါ။ဒါကြောင့်မရအရညင်းဖို့ရအတွက်ကြက်တော်တို့ထိုင်နေတဲ့ကွက်ပြက်ထက်ကိုဖိုးချုပ်ကဝန်ထိုင်လိုက်ပါတယ်။ဟိုတခါအေးမိဆန်တို့မင်္ဂလာဆောင်မှာလဲငါတို့မြောက်ပိုင်းကဥဆောင်ပြီးတော့လှုပ်ပေးရလေပြီးတော့ဒွေလေးတန်းမြန်ရဲ့ရှင်ပြစ်ဦးလူရွာဦးကတင်ဆောက်တာနဲ့ဖျားပွဲတွေမှာလဲရှေ့ဆုံးကလှုပ်ပေးခဲ့တာပဲဟိုအခုကတောင်ပိုင်းမဟုတ်လားငါတို့မလိုက်လဲဘာမှမဖြစ်ပါဘူးကွာမင်းကလဲဟာဖိုးချုပ်ရအခုကနာရေးလေကွာနာရေးကိုမြောက်ပိုင်းတောင်ပိုင်းမခွဲရဘူးလို့တကြီးကိုယ်တိုင်ပြောထားတာပြီးတော့တကြီးကိုယ်တိုင်ခေါ်ခိုင်းတာမလိုက်ချင်ဘူးဆိုလဲမင်းတကြီးနေတာရှင်းပြီတော့တကြီးကခေါ်ခိုင်းနေဆိုတော့ညင်းလို့မရမှန်းဖိုးချုပ်သိပါတယ်ဒါကြောင့်ဖိုးချုပ်တယောက်မျက်နှာပြက်ပြီးတော့အရေးမလားဖြစ်နေတာပါမြေဖြစ်သူဖိုးချုပ်အကြောင်းကိုဦးမချီကအစာဆုံးသိတယ်အဖွားဖြစ်သူဒေါ်မေဆုံကတောက်လက်ဆစီးလိတ်ကိုပြချွေလိုက်ပြီးဖိုးချုပ်ကိုလေးတန်းမမနဲ့ခုလိုစကားဆိုပါတယ်ဟဲ့ငရှုပ်နင်ပြောတော့အဖိုးလေးစိန်တောင်းနေမကောင်းလို့မြို့တက်ရအောင်မယ်ဆိုပြီးတော့ဗါတဲ့ငါအတွက်မြို့ကဆေးမြင့်သိမ့်နှစ်ဖာလဲဝယ်ခဲ့မယ်ဆိုပြီးကဲပြောအခုဘာလုပ်မှလဲအေးဟုတ်သားပဲကြတော့ရငါအဖွားခိုင်းထားတယ်လောက်အောင်မယ်ပြီးတော့မြို့ကဘိုးလေးနေမကောင်းဘူးလို့လွန်ခဲ့တဲ့နှစ်ပတ်လောက်ကလေးကလူစုံနဲ့ငါစီပြောခိုင်းလိုက်တယ်သူ့အိမ်မှာကွာသမီးမင်းကလေးတွေပဲမွေးထားတော့ညာညတာယောက်ျားလေးဖော်ကလိုတယ်ကွာငါသွားမှာဖြစ်မှာပါကွာအဖွားကိုလည်းစေးပြင်းလေးကဝယ်ပြီးအောင်မယ်ကြောင့်မင်းဟာမင်းမဲ့သွားလိုက်ပါတော့ကွာတကြီးတို့မင်းရင်လည်းအဲ့တိုင်းပဲပြလိုက်အဖိုးလေးနေကောင်းတာနဲ့လို့ချက်ချင်းပြန်လာခဲ့မယ်ဟုတ်ပြီလားကြက်တော်ကတော့တေးပြီးကျင်တဲ့ပုံတော့မရပါဘူးနာရေးဆိုလို့ရှိရင်အမြဲဒီလိုညင်းနေကြဖြစ်တဲ့ဖိုးချုပ်ရဲ့ကျင့်ကိုကြက်တော်တည်ပြီးသားဖြစ်တာကြောင့်မှရွာမှာနာရေးရှိတာနဲ့အကြောင်းပြချက်မျိုးစုံပြပြီးတော့ရှောင်ထွက်သွားတဲ့ဖိုးချုပ်ရဲ့အကြောင်းကိုသိလို့လဲတကြီးကအပါဖော်လာဖို့ကြက်တော်ကိုမှားလိုက်တာပါဒါပေမဲ့ဖိုးချုပ်ရဲ့စင်ကြေတွေကတစ်ခါနဲ့တစ်ခါမထက်စေရပါဘူးအခုလဲအဖွားတော်မဲဆိုကိုယ်တိုင်ဝင်ပြောနေတာဆိုတော့ကြက်တော်လဲစွမ်းမခေါ်တော့ပဲလှည့်ပြန်ဖို့သာဆုံးဖြတ်လိုက်ရပါတယ်အေးလေဒါဖြင့်လဲတကြီးကိုမင်းပြောလို့ပြောလိုက်မယ်မင်းလည်းမျိုးကိုဂယူးဆိုင်ပြီးသွားအောင်တော့ဟျောင်းဒါနဲ့မင်းရွာမှာရက်လေတွေဘာတွေပြီးရင်တော့ပြန်လာမှာမဟုတ်လားအဖွားရေကျုပ်ပြန်ပြီနော်ကြက်တော်ကပြန်ကနီးမှာဖိုးချုပ်ကိုခနဲ့သွားပါတယ်ကိုပြက်ကနေသားရဆင်းပြီးခြံထဲကိုတလန်းချင်းလျှောက်သွားတဲ့ကြက်တော်ရဲ့ကြောပြင်ကိုကြည့်ရင်ဖိုးချုပ်ရဲ့ရင်ထဲကအလုံးကြီးကျသွားပါတယ်ဘာပဲဖြစ်ဖြစ်နာရေးအိမ်ကိုမတော်ရဖို့ကအဓိကမဟုတ်ပါလားသူကတရေကြောက်တတ်တယ်လေအဖွားရေကျုပ်တကယ်ပဲမြို့ကအဖိုးလေးစိန်တောင်းစီကိုသွားမှာလားဒီခါမှအဖွားတော်မင်းစုံကလက်မြန်ချင်မြန်မယ်ဘေးဟာရင်နှုတ်ကနဲ့ဖိုးချုပ်ရဲ့ခေါင်းကိုခောက်ထည့်လိုက်ပါတယ်ကဲဟာမှတ်ပြီလားအမလီဖိုးချုပ်ရဲ့နေ့အကြောင်းငါမသိတာမှတ်လို့နာရေးအိမ်မသွားချင်တာနဲ့အမျိုးမျိုးလှက်ပတ်ညင်းနေတာကိုငါမပြောနဲ့ကြက်တော်တောင်ရိမ့်မိရဲ့ဟဲ့တကယ်တည်းမှာပဲနေ့အဖိုးလေးစိန်တောင်းအိမ်မှာခါတိုင်းလိုပဲတပတ်လောက်သွားရှောင်နေအောင်မှာမလားဒီခါမှာဖိုးချုပ်ကနာသွားတဲ့ခေါင်းကိုလက်နဲ့ပုတ်ပြီးနှကန်းဆူပြီးတော့ခုလိုစကားဆိုပါတယ်အာနာရဲအဖွားလေသူတီးပြီးသားဟောမင်းနေတယ်အဲ့ဒါကြောင့်လဲမင်းကိုနာမည်အရင်ထိန်လင်းပြောက်ပြီးတရွာလုံးကဖိုးရှုပ်လို့ခေါ်ကြတာမင်းကလေတယောက်တည်းလဲရှုပ်တယ်ဘေးပေါဝင်းကျင်ကိုလည်းရှုပ်ရှုပ်ရှက်ရှက်တွေဖြစ်အောင်လုပ်တယ်နေစမ်းမအောင်မင်းဘယ်အချိန်ထိနာရေးအိမ်တွေကိုမသွားပဲရှောင်နေမယ်လို့စိတ်ကူးထားရလဲဒီမှာဖိုးရှုပ်လူဆိုတာတေမျိုးကြီးပဲတကယ်လို့နင့်အဖွားဖြစ်တဲ့ငါတေသွားရင်လေငါ့ကိုထားပြီးတော့နင့်အဖိုးလေးစီကိုပဲသွားအောင်မလားဟမ်ပြောစမ်းမအောင်အဖွားဖြစ်သူရဲ့စကားကိုဖိုးချုပ်ကလက်မခံနိုင်သလိုခေါင်းတွန်ခါရမ်းလိုက်ကပြုံးဖြစ်ပြီးမျက်နှာဘေးနဲ့စားနှောင်လိုက်ပါတယ်အာဖွားလေကျုပ်ဖွားဘာလို့တည်ရမလဲကျုပ်ဘေးမှာဟိုးငယ်ကလေးကမိသားစုဆိုလို့အဖွားရဲ့ဟောဒီယာကျုပ်လည်းပင်ကအဖပေးခဲ့တဲ့အဆောင်ဆွဲကျိုးပဲရှိတာ哦နောက်ပြီးဖွားကဒီလောက်ထိကျုပ်ကိုစူနိုင်ပြောနိုင်နေသေးရပဲအသက်နဲ့အဝေးကြီးကျုပ်ဖွားလေဘယ်တော့မှမသေးဘူးဖိုးချုပ်ရဲ့စကားကြောင့်အဖွားတော်မဲဆုံးရဲ့မျက်နှာအပြုံးရိပ်တန်းသွားပါတယ်
အဖွားတော်မင်းဆုံးရဲ့မျက်လုံးကဖိုးရှုပ်လဲပြင်းမှာအမြဲဆွဲထားတတ်တဲ့ကြုတ်ဘူးပုံစံလောကတ်တီးနဲ့ဆွဲကြိုးလေးစီရောက်သွားတာပါဒီတော့ခုနကထိမြေးဖြစ်သူကိုမကြင်မနဲ့ဖြစ်နေရကနေအဖွားရဲ့လေတံကပြန်ပြော့သွားပါတယ်ဒါဖြစ်လေအဖွားစကားကိုနားထောင်ပြီးတော့အဲ့ဒီဆွဲကြိုးကိုလည်းမြေးနဲ့အမြဲတမ်းအတူထားဘတော်မှမပြောက်စေနဲ့ကြားလားမင်းမိဘတွေပေးခဲ့တဲ့နောက်ဆုံးအမွေပဲကွကဲအခုလည်းရေးသွားချုံသွားပြီးရင်အဖိုးလေးစိန်တောင်းစီကိုအဖိုးညမမဲဆောင်ကလွှတ်လိုက်ပါတယ်လို့ပြောပြီးတော့ခဏသွားနေပေါ့ကွယ်ငါမြည်ဟိုမှာတပတ်လောက်နေလို့ရအောင်အဖွားစားစရာကြီးထည့်ပေးလိုက်မယ်ဟုတ်ကဲ့ပါအဖွားဟုတ်ကဲ့ပါအဖွားအဲ့ဒါကြောင့်လေအဖွားကိုကျွန်တော်ချစ်ရတာမျိုးရောက်ရင်တော့လေအဖွားရဲ့မိကအဖွားကိုလွမ်းနေတော့မှာဒီကမှအဖွားကခေါင်းတငင်းငင်းနဲ့ကွက်ပစ်ကနေထကအိမ်ထဲကိုဝင်ဖို့ပြင်လိုက်ရင်နှုတ်ကနေဖိုးချုပ်ရဲ့မျက်နှာကိုရေရွတ်သွားပါတယ်ဖိုးရှုပ်ဒီငရှုပ်လေးရတော့လေဖိုးချုပ်တရားအကြောင်းပြုလို့အဖွားဖြစ်သူနာနာနေနေမနေရပဲအလုံးရှုပ်ရတယ်လို့ကြက်တော်တို့ကာလာသားတတိုင်လဲသူ့အစားနာရင်မှအားဆိုင်နေရတာကြောင့်အလုတ်ပိုလွားမှအမှန်ပါပဲတကယ်တော့မောင်ဖိုးရှုပ်ကတော့မောင်ဖိုးရှုပ်ပါပဲတာယာကုန်းရွာတောင်ပိုင်းကတော့ခါတိုင်းထက်ပိုပြီးတော့တိတ်ဆိတ်လို့နေပါတယ်ရက်ရွာဓလေ့ထုံးစံအတိုင်းတာရေးနာရေးများတစ်ခုခုရှိပြီဆိုရင်အိမ်ပေါက်ဆေးကနေလာပြီးတော့တရင်မေးသူကမေးဝိုင်းလို့ပေးသူကပေးတတ်နိုင်တဲ့လောက်ကူညီပေးကြရင်းနဲ့တက်အားတရွေ့ဆောင်ရွက်တတ်ကြတာပါအဲ့ဒီလူတွေထဲမှာဖြင့်တစ်ပတ်ခေါင်းပေါင်းကြီးကိုပေါင်းပြီးမမောနိုင်မပန်းနိုင်ကူညီပေးတဲ့သူကတော့တကြီးဥလူလာပဲဖြစ်ပါတယ်ဒနီမိုးထရန်ကနဲ့ဥမောင်ကြီးရဲ့အိမ်လေးကဒီနေ့တော့လူဝင်လူထွက်များနေပါတယ်ဥမောင်ကြီးရဲ့အလောင်းကိုတော့အင်းရှိကွပြက်မှာထုတ်ထားပြီးအဖြူအောင်ပိတ်နဲ့အုပ်ထားတာပါအိမ်ထဲမှာအရေးမလညွန့်ကမျက်ရည်နဲ့မျက်ခွက်ဖြစ်လို့နေပြီးဘေးမှာလည်းနှစ်သိအားပေးနေကြတဲ့အမျိုးသမီးတစုရှိနေပါတယ်အသက်အရွယ်ကြီးကမှအိမ်အောင်ပြုတ်ပြကြတဲ့ဥမောင်ကြီးနဲ့အရေးမလညွန့်တို့ဟာတာသမီတူမှမထွန်းကားခဲ့ပါဘူးဥမောင်ကြီးနေမကောင်းဖြစ်တယ်လို့မကြားမိကြပေမဲ့အခုလိုရုတ်တရက်ကြီးဆုံးသွားတော့တရွာလုံးကအံ့အားသင့်လို့နေကြပါတယ်ဒီချိန်ချန်ပေးရမြေကွက်လက်ကမကြီးပင်ကြီးအောက်မှာတော့ကြက်တော်တယောက်အလုံးရှုပ်လို့နေပါတယ်တကြီးကနာရေးအတွက်အိမ်နောက်ဘက်မှာပုံထားတဲ့ထင်းတွေအလုံးကိုလိုရမေရအနေနဲ့ကြက်တော်ကိုခွဲခိုင်းထားတာပါကြက်တော်ကထင်းတွေကိုဓမ္မနဲ့လွှဲခုတ်လိုက်ခိုးပြီးသားပိုင်းစာတွေကိုသူ့အနောက်ကထင်းပုံမော်ကိုလှမ်းပစ်လိုက်လုံနေတာပါထင်းခုန်နေတဲ့ကြက်တော်အနီးကိုလမ်းလျှောက်လာသူကတော့ရွာထိပ်ထန်းတောင်းမှနေတဲ့ကိုထွန်းဆန်ပါပဲကိုထွန်းဆန်ကမနေ့ကလေးကတဖန်းကုန်းနဲ့မကြီးကုန်းရွာတွေကိုသွားပြီးနာရေးအတွက်အကြောင်းကြားစရာရှိတဲ့လူတွေကိုတွားရောက်အကြောင်းကြားနေရင်အခုမှပြန်ရောက်လို့လာတာပါကျတော့ရေလာကွာခဏနားရအောင်ထွန်းဆန်ကမကြီးပင်ရင်မှပတ်ရိုက်ထားတဲ့ခုံတန်းရှေပေါ်ကိုလွှာကနေပြစ်ထန်လိုက်ပါတယ်ကျတော့လဲထွန်းဆန်ရဲ့စကားကြောင့်ထင်းခုတ်တာကိုခဏနားပြီးအနားမှာသွားပြီးထိုင်လိုက်တယ်ဟဲ့အောင်ကျတော့ဖိုးရှုပ်ကမင်းနဲ့အတူတူဘာလို့လိုက်မလားလဲခါတိုင်းဆိုရင်မင်းတို့နှစ်ကောင်အမြဲတမ်းတွဲပါဟာဒီကမှာထွန်းဆန်ရဲ့အမေစကားကိုခုံထက်မှာဆေးလိပ်ဖွာနေတဲ့ကျတော့ကတစ်ချက်ပြုံးပြီးတော့ပြန်ဖြေလိုက်ပါတယ်ဘာဖြစ်ရမှာလဲကွာမောင်မင်းကြီးသားကထုံးစံအတိုင်းအကြောင်းပြတာပေါ့မြို့သွားစရာရှိတာတို့ဘာတို့သူ့ကြောင့်မသိရင်ခက်မယ်အေးဒီကောင်တရေကြောက်လို့မဟုတ်လားငါလည်းထင်ပါတယ်ဒီကောင်ပါလာမှမဟုတ်ဘူးလို့ဒီကောင်ကလေမင်းကလာသားကောင်းဆောင်မဖြစ်ခင်ကတည်းကမင်းဘသူနာကြီးမှလာတာမဟုတ်ဘူးမလာတာထက်ကွာနာကြီးဖြစ်တဲ့ချင်းဆိုဒီကောင်ရွာမှာကိုမမြင်ရတာမင်းတော်တော်ကိုကြောက်တတ်တဲ့ကောင်မင်းတော့ဒီကောင်ကကြောက်တတ်တာထက်ပိုတယ်ကွာဖိုးချုပ်အကြောင်းကိုကွာအဖွားတော်မဲဆိုကငါ့ကိုတစ်ခါပြောဘူးတယ်ဖိုးချုပ်3နှစ်သားလောက်ကတည်းကသူ့ဖေနဲ့သူ့မေကလှေမောက်ပြီးတော့ဆုံးသွားတာတဲ့အဲခီမသွားခင်ဖိုးချုပ်ရဲ့ဖေဦးချစ်ခင်ကသူ့သားကိုအဖွားစီမှာတည်တည်ချာချာအပ်ခဲ့တာပြီးတော့အဖွားပြောတာကဦးချစ်ခင်ကအထလန်းဆရာလို့ဘာလို့ပဲသူတို့သွားမဲ့ခေးကဝေးလို့ဖိုးချုပ်အတွက်ဆိုပြီးတော့အဆောင်ဆွဲကြိုးတကုံးလေးပေးခဲ့တဲ့နောက်ပြီးတော့ဖိုးချုပ်ကိုအပြင်တွေဘာတွေရှောက်သွားမှာဆိုလို့ဆိုပြီးတော့အပြင်တွေရှောက်မသွားနဲ့အပြင်မှာတရေတွေဘာတွေရှိတယ်ဆိုပြီးတော့မှားခဲ့တာတဲ့ကွာအဲ့တော့ဖိုးချုပ်ကကလေးအသိနဲ့စိတ်ထဲမှာဆွဲပြီးတော့တရေဆိုရင်အတကုံကြောက်တာတဲ့ဟေးအဲ့ဒါကြောင့်ဖိုးချုပ်ကိုငယ်ကလေးကရွာမှာနာရေးဆိုရင်မတွေ့ရတာပေါ့ထူးတော့ထူးဆန်းနေကွာဒီကောင်ဘာလို့အဲ့လောက်ကြောက်နေမှန်းစဉ်းစားလို့ကိုမရဘူးဒါမှထူးဆန်းလို့ကြတော့ရတတ်တိမရှိလို့တရေကြောက်တာပေါ့ကွာတရေမြအကောင်လိုက်မြင်လိုက်ရလေမင်းဒီကောင်လေးပြလွန့်သွားမလားတော့မသိဘူးထွန်းဆန်ရဲ့စကားကိုကြတော့ကခေါင်းတငင်းချင်းနဲ့ထောက်ခံလိုက်ပါတယ်ဒီချိန်ယူနေချမ်းလင်ပန်းအောင်ကန်ပြီးရွာတောင်ပိုင်းကကာလာသားကောင်းဆောင်ကိုတာမောင်ကသူတို့နှစ်ဦးအနည်းကိုရောက်ချလို့လာတယ်အနားကိုရောက်လာတဲ့ကိုတာမောင်ကိုကြက်တော့ကခုလိုလှမ်းပြီးတော့မေးစကားဆိုလိုက်တယ်ဘလို့လဲကိုကြီးတာမောင်နာရေးရှင်တွေကဘာတဲ့လဲအမျိုးတွေကိုစောင့်မာတယ်လားဒီခါမှာကိုတာမောင်က
ကြက်တော်တို့ထိုင်နေတဲ့ခုံနှန်းရှည်ဘော်ကိုလင်မန်းကိုချလိုက်ကရင်နှွေးကက်တွေကိုငှဲ့ရင်ခုလိုပြန်ပြေးပါတယ်မဆောင်တော့ဘူးနေချင်းတကြိုးချင်တာတဲ့အဲ့ဒါကြောင့်တကြီးကလည်းလိုအပ်တာတွေစီစဉ်နေတယ်အလောတကြီးပြောလာတဲ့ကိုတာမောင်ကိုထွန်းဆန်တဲ့ကြက်တော်တို့တွေကနားမလည်နိုင်တဲ့ကြည်တွေနဲ့ကြည့်လိုက်ကြပါတယ်ဘာဖြစ်လို့လဲဗျကိုကြီးတာမောင်ရရွာမှာခါတိုင်း3ရက်လောက်ထားပြီးမှတကြိုးကြတာဘာလို့လဲဟိုလေဖုတ်ဝင်ထားလို့လားပြုံးစားကြီးမေးချလိုက်တဲ့ထွန်းဆန်ရဲ့စကားကြောင့်ရင်နွေးတောက်နေတဲ့ကြက်တော်တောင်ရေးတီးသွားပါတယ်ကိုတာမောင်ကတော့ခေါင်းတကျင်းချင်းနဲ့တခုခုကိုပြောဖို့အစချိလိုက်ပါတယ်အေးကွာငါလည်းအဲ့ဒါကြောက်လို့ထင်တာပဲအကြီးမက်လာညွန့်ပြောတာကဒါသူ့ယောက်ျားဥမောင်ကြီးမဟုတ်တော့ဘူးတဲ့သူ့ယောက်ျားကတေသွားတာကြာပြီတဲ့ဖုတ်ဝင်ထားတာမလို့အိမ်မှာကြာမထားချင်ဘူးလို့ပြောတာပဲဒီခါမှကြက်တော်ကကိုတာမောင်ရဲ့စကားကိုအာယုံဆိုင်နားထောင်နေရင်တစုံတစ်ခုကိုသတိရသွားလို့မေးလိုက်ပါတယ်ဒါနဲ့ကိုကြီးတာမောင်ဖုတ်ကိုသူတို့ဘလို့ထုတ်လိုက်တာလဲဖုတ်ကတော့သူထွက်သွားလားဘယ်ဆရာကိုခေါ်ပြီးထုတ်လိုက်တာလဲကိုတာမောင်ကခွက်ထဲရရင်နွေးတွေကိုတစ်ကြိုက်ထဲတောက်လိုက်ပြီးတော့ကြက်တော်ရဲ့အမေကိုပြန်ဖြေပါတယ်အာဟေ့ကောင်ကြက်တော်ရဖုတ်ကသူ့ဟာသူထွက်မလားဟာဆရာခေါ်ပြီးတော့ထုတ်ရတာပေါ့ဒါနဲ့လေရေးမက်လက်ညွန့်ပြောတာတော့သူတို့ခေါ်ထုတ်တဲ့ဆရာကအတော်စွမ်းနေဆိုပဲကွာတို့ရွာကတော့မဟုတ်ဘူးဇရက်ပြင်ရွာကဆရာတဲ့တကြိမ်မဲခေါ်ပြီးတော့ထုတ်လိုက်တာချက်ချင်းကိုထွက်သွားတာတဲ့ဥမောင်ကြီးကထမ်းတော်မှာကလေးကအသက်မရှိတော့တဲ့လीဒါဆိုရင်ဥမောင်ကြီးကတေးသွားတာကြာပြီပေါ့ကျုပ်တို့ထမ်းတော်ကိုမလာတာပဲတပတ်ကျော်နေပြီပဲကိုအေးပေါ့အဲ့ဒါကြောင့်အရင်မလာညွန့်တို့ကချက်ချင်းတကြိုချင်းနေကြတာပုတ်လဲပုတ်နေပြီလေကွာသူတို့ရဲ့စကားဝိုင်းကပိုပြီးစိတ်ဝင်စားစရာကောင်းလာပါတယ်အထူးသဖြင့်သူတို့စိတ်ဝင်စားတာကတော့ဥမောင်ကြီးကိုတဲ့ကဖုတ်ကိုထုတ်ပေးလိုက်တဲ့ဆရာရဲ့အကြောင်းပါဒီလိုအကြောင်းအရာမျိုးတွေဆိုရင်သူတို့ယောက်ျားလေးတွေထက်မိန်းကလေးတွေကပိုပြီးတော့နက်နက်ဆက်ဆက်ရှိတယ်မဟုတ်ပါလားဒါကြောင့်သူတို့စကားဝိုင်းနာကိုပဲကြီးလော်ပကံလာချပေးတဲ့လုံးစိန်မကိုကြက်တော်ကအခုလိုလှမ်းမေးပါတယ်ဟဲ့လုံးစိန်မဥမောင်ကြီးကိုတဲ့ကဖုတ်ကိုထုတ်ပေးတဲ့ဆရာကဇဲပြင်ရွာဆိုဟုတ်လားအဲ့ဒါနင်းသိလားဒီခါမှာစကားစာတစ်ခုရတာနဲ့သူ့တို့လိုအစအလဲအဆုံးပြောပြခြင်းနဲ့မိန်းကလေးတို့တဘာဝအတိုင်းလုံးစိန်မကလည်းဖြည့်ချောင်းကုံစင်ကိုချက်ကြလက်ကြပြောပြလို့လာပါတယ်ဟုတ်ပါတော်ရေအဲ့အထက်လန်းဆရာဇရက်ပြင်ရွာလူနာတယောက်ကိုကုပြီးမှကျုပ်တို့ရွာကိုခရီးဆက်လာတာတဲ့အကြီးမလှညွတ်ပြောပုံရတော့ကြောချမ်းစရာကြီးပါတော့လုံးစိန်မကဥမောင်ကြီးဖုတ်ဝင်တဲ့အကြောင်းနဲ့ပတ်သက်ပြီးအကြီးမလှညွန့်စီကအကြောင်းရင်းတော်တော်များများကိုသိထားပုံရပါတယ်ဒီတော့ကြံလူတွေအားလုံးကလည်းဒီအကြောင်းကိုသိကျင်လို့လာကြပါပြီအေးဟုတ်လားလုံးစိန်မနင်သိထားရရှိလို့ရှင်ငါတို့ပြောပြစမ်းမဟာငါတို့တွေကလေဥမောင်ကြီးရုတ်တရက်ဆုံးသွားလို့အတော်လေးအံ့အားတက်နေတာဒီတော့မှပဲကြီးလော်ပကံကိုထားခဲ့ပြီးတော့သွားမဲ့ဟန်ပြုတ်နေတဲ့လုံးစိန်မကမသွားတော့ပဲခုံတန်းရှည်မှာဝင်ပြီးထန်လိုက်ပါတယ်လုံးစိန်မကိုနေရာပေးတဲ့အနေနဲ့ထွန်းဆန်ကတော့မတ်တက်ထားပြီးရက်လိုက်တာပါအဖြစ်ကဒီလိုဦးမောင်ကြီးဇရက်ပြင်ရွာကိုပဲအယောင်းဝယ်ကိစ္စနဲ့သွားတဲ့တရက်ကစတာတဲ့အခုလိုစကားချီလိုက်ရင်းနဲ့လုံးစိန်မကဖြည့်ချောင်းကုံစင်ကိုပြောပြလို့လာပါတော့တယ်နေချင်းအလွန်ပူပြင်းတဲ့တရက်မှာဦးမောင်ကြီးတယောက်ပဲအယောင်းဝယ်ကိစ္စနဲ့ဇရက်ပြင်ရွာကိုရောက်သွားပါတယ်နေပူပူမှာတနေကုန်ပွဲစားတွေဂုံတယ်တွေနဲ့ရှောက်သွားရင်တနေရာရောက်မှာတော့ဦးမောင်ကြီးခေါင်းမူတယ်ဆိုပြီးတော့လဲကျသွားတာပါဇရက်ပြင်ရွာကဈေးဆရာတွေနဲ့ပြကြည့်တော့နှိမ့်နယ်ပေးတဲ့နောက်မှာတော့ဦးမောင်ကြီးတယောက်သတိပြန်လဲလာခဲ့ပါပြီဒါပေမဲ့ဦးမောင်ကြီးကိုကြည့်ရတာပုံမှန်မဟုတ်ပဲတခုခုဝင်ရောက်ပူးကတ်ထားသလိုဖြစ်နေပါတယ်ဖြစ်ချင်တော့ဦးမောင်ကြီးတယောက်ဇရက်ပြင်ရွာကိုရောက်နေတဲ့အချိန်မှာရွာကအထက်လန်းဆရာဦးထေဝါကကိစ္စတစ်ခုနဲ့တခြားမြို့ရောက်ရှိလို့နေပါတယ်ဇရက်ပြင်တရွာလုံးကတော့တတိရတစ်ချက်မရတစ်ချက်ဖြစ်နေတဲ့ဦးမောင်ကြီးကိုတာယာကုန်းရွာကိုမပြန်စေချင်သေးတာကြောင့်အထက်လန်းဆရာပြန်တဲ့အထိရွာမှာပဲခေါ်ထားဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့နောက်နေ့မနေ့အာယုံတက်ချိန်မှာတော့ဦးမောင်ကြီးကဘသူ့ကမှအတိမပေးပဲတာယာကုန်းရွာစီကိုတိတ်တဆိတ်ပြန်လာခဲ့ပါတယ်ရွာရောက်ပြီးတိတ်မကြပါဘူးဦးမောင်ကြီးတယောက်အရင်လိုလှုပ်လှုပ်ရှားရှားနဲ့အလုံးမလုံးနိုင်တော့ပဲအိယာထဲမှာဘုံဘုံလဲပါတော့တယ်အားလုံးကတော့သွေးရိုးသားရိုးပဲစေးကူပြီးရင်တက်တာလိမ့်မယ်လို့ထင်နေကြပါတယ်ဦးမောင်ကြီးရွာကိုပြန်ရောက်ပြီးတပတ်လောက်နေတော့တာယာကုန်းရွာလေးစီကိုအထက်လန်းဆရာတယောက်ရောက်ရှိလို့လာပါတယ်အထက်လန်းဆရာရဲ့ပုံပန်းသွင်ပြင်ကတော့အသက်50အရွယ်ရှိပြီဖြစ်ပြီးတော့အပေါ်အောက်ဝတ်ဖြူစင်ကြေကိုဝတ်ထားတာကြောင့်ကြည့်လိုက်တာနဲ့တင်သူတော်ကောင်းတယောက်မှန်းသိတာနိုင်ပါတယ်အဲနေ့ကအကြီးမလှညွန့်လဲရွာထိပ်ကိုရောက်နေချိန်နဲ့တိုက်တိုက်ဆိုင်ဆိုင်ပက်ပင်းသွားပြီးတွေ့ပါတယ်အကြီးမလှညွန့်ကိုမြင်တော့အထက်လန်းဆရာကရင်းနှီးနေတဲ့ဟန်နဲ့နှုတ်ဆက်လိုက်ပါတယ်ဒါကဘယ်ကိုသွားမလို့လဲမလှညွန့်အိမ်မှာဦးမောင်ကြီးတယောက်ရောနေကောင်းရလားအကြီးမလှညွန့်ကဘေးလိဆန်တဲ့မျက်လုံးတွေနဲ့အထက်လန်းဆရာကိုပြန်ကြည့်လိုက်ပါတယ်
ဟိုလေတော်ဟာကျုပ်ကိုတည်တာလားပြီးတော့ဦးမောင်ကြီးကိုလည်းတည်ရဆိုတော့ကိုမောင်ကြီးရဲ့မိတ်ဆွေလား အထက်လန်းဆရာကြီးကမလန့်ညွန့်ကိုငင်းငင်းသားသားလေးပြုံးပြလိုက်ပြီးတီတီငင်ငင်နဲ့ဆက်လက်စကားဆိုပါတယ်ကျုပ်ကဒီရွာကိုခဏလာလေတဲ့ခရီးသွားပါအလောက်ကတော့အထက်လန်းဆရာပေါ့ဗျာဒီရွာမှာအပမီနေတဲ့လူတယောက်ရှိတယ်ကြားလို့ဇရက်ပြင်ရွာကနေလိုက်လာတာပါ အော်ဇရက်ပြင်ရွာဆိုတော့ခရီးဝေးသားပဲဆရာကဘာမှတဲတာလဲတကြီးအိမ်ကိုချုပ်ခေါ်သွားပေးရမှာ အေးဗျာကောင်းသားပဲကျုပ်လည်းတကြီးအိမ်မှာတဲလို့ရတာပေါ့တကြီးအိမ်ကိုသွားတဲ့လမ်းမှာတော့မလန့်ညွန့်ကမင်းမသားပြီးဆရာကိုဆက်ဆက်ဆွတ်ဆွတ်မေးခွန်းထုတ်လိုက်ပါတယ် ဆရာကတကြီးအိမ်မှာတဲဖို့ကကြောင်းမှလားယင်ပြီးရင်ရောဘယ်ကိုခရီးဆက်ဖို့ရှိသေးရလဲအပမီနေတဲ့လူဆိုတာကရောကျုပ်တို့ရွာသိချလို့လားရွာမှာထူးထူးဆန်းဆန်းမကြားမိတယ်လို့ပါပဲ ဒီတော့မှထလန်းဆရာကလှမ်းနေတဲ့ချစ်လန်းတွေကိုရက်တန်းလိုက်ကမလညွန့်ရဲ့မျက်နှာကိုစစ်စစ်ကြည့်ရင်ခုလိုစကားဆိုလာခဲ့တယ်။ဒီရွာမှာလူတယောက်အပမီနေတယ်။မကြသေးဘူးဆိုပေမဲ့တပတ်လောက်တော့ရှိပြီပေါ့။အဲလူကိုပြောက်အောင်ကူပြီးမှကျုပ်ကပြန်มา။ အဲ့လူကဘယ်သူများလဲဆရာတရွာလုံးမှာတော့ကျုံမသိရသူမရှိပါဘူး အထက်လန်းဆရာကြီးကအတိတ်ပဲပါတဲ့ပြုံးတစ်ချက်ပြုံးလိုက်ပြီးနှုတ်ဆက်လျက်ရှောက်လို့လာပါတယ်။ရွာလန်းတိုင်းရှောက်လာပြီးမကြခင်မှာတကြီးဥလူလချမ်းရှိကိုရောက်ရှိလို့လာတယ်။ဒီခါမှာတော့မလန့်ညွန့်ကဆရာကိုတကြီးကိုအိမ်တန်ရာရောက်လိုက်ပို့ပြီးဖြစ်လို့ပြန်ဖို့ဟန်ပြန်လိုက်ပါတယ်။ကဲဗျာမလန့်ညွန့်လိုက်ပို့ပြီးတဲ့အတွက်ကျေးဇူးပဲ။ဒါနဲ့မလန့်ညွန့်ရေအရာရာကိုသတိနဲ့ရှင်းပြီးတော့နေပါ။အန်တရေကခမရရဲ့အနီးမှာပဲ ဆရာဘာပြောရလဲကျုပ်သိနားမရှင်းလို့ ။ကျုပ်ပြောတဲ့အပမီတဲ့လူဆိုတာတခြားသူမဟုတ်ဘူး။ခမရအိမ်မော်မှာပဲ။ကဲခမရလည်းအရာရာသတိရှိပါစေနော်။မလညွန့်ကတော့တကြီးရဲ့အိမ်ရှိမှာအံ့အားသင့်စွာနဲ့ရက်ကြံနေခဲ့ပေမဲ့အထက်လန်းဆရာကတော့တကြီးရဲ့အိမ်ထဲကိုတန်တန်မတ်မတ်ဝင်သွားခဲ့ပါတယ်။လုံးစိတ်မရဲ့စကားကိုအားလုံးကမမိတ်မတုံနားထောင်နေတော့မှပဲလုံးစိတ်မကရှင်ရင်းချမ်းတစ်ခွက်ကိုငှဲ့ပြီးတောက်လိုက်ပါတယ်။ဒီခါမှာတော့ကြက်တော်ရဲ့အတန်းဆာဆာကထွက်ပေါ်လို့လာပြန်တယ်။အဲ့တော့အရင်မလညွန့်ကအထက်လန်းဆရာပြောတဲ့စကားကိုယုံသွားရောလား။လုံးစိတ်မကယူနေချမ်းကိုအားရပါးရတောက်လိုက်ပြီးမှပကံလုံးကိုပြန်ချလိုက်ပြီးကြက်တော်ရဲ့အမေကိုပြန်ဖြေပါတယ်။ နာမည်ပြောုံနဲ့တော့ဘယ်ယုံမှမလဲတော့ဦးမောင်ကြီးကနောက်နေ့ကျတော့အကြီးမလညွန့်အိမ်မက်ပေးတာတဲ့ လုံးစိမ်မစကားစာကိုဖျက်လိုက်ရင်ပကံထဲကပဲကြီးလော်လက်စုပ်ကိုလှမ်းပြီးနှိုက်စားလိုက်ပါတယ်ဒီတော့ဝိုင်းနားထောင်နေကြတဲ့ကိုသားမောင်တို့အုပ်စုကများမှာတီးကျင်စိတ်တွေများပြားလာပါတော့တယ်ဘလို့အိမ်မက်ပေးတာလဲဟာလုံစမ်းမအောင်လုံးစိမ်မရအေးလေနေရဆက်ဆမ်းမအောင်ဒီမှာနားထောင်ရတာစမ်းတကင်းကင်းနဲ့လုံးစိမ်မကပဲကြီးလော်တွေကိုပါဇက်ထဲထဲကဝါလိုက်ရင်မပိကလလေးတန်ကြီးနဲ့အကြောင်းစုံကိုဆက်ပြောပြလာခဲ့တယ် ပြောပါမယ်တော့ တိတ်ဆိတ်မောင်မဲနေတဲ့ညအချိန်မှာမလညွန့်ကရွာအပြင်ကရွာတော်လန်းလေးမှာလမ်းလျှောက်လို့နေတယ်။သူမရဲ့နားထဲမှာတစုံတစ်ယောက်ကသူမရဲ့နာမည်ကိုငိုတန်ပါကြီးနဲ့ငိုရင်းခေါ်နေခဲ့တာပါ။အတန်ကတော့ယောက်ျားကြီးတစ်ယောက်ရဲ့အတန်မှာဟိုးဝေးကနေခေါ်နေတဲ့အတန်ဖြစ်လို့မလညွန့်ရဲ့နားထဲမှာတဲတဲကွဲကွဲတော့မကြားရပါဘူး။အတန်လာရနဲ့အနှဲငယ်နီးကပ်သွားတဲ့အခါမှာတော့မလညွန့်အတန်ကိုပြက်ပြက်သားသားကြားလိုက်ရပါပြီ။လာညွန့်လာပါဦးကွာလာညွန့်ရေဒီကိုလာပါဦးမလညွန့်တယောက်တုံးလှုပ်သွားပါတယ်ဒါကသူ့ယောက်ျားဦးမောင်ကြီးရဲ့အတန်ပဲမဟုတ်လားရွာပြင်ကနေအော်ခွန်နေတာကြောင့်မှောင်မှောင်မဲမဲတယ်မလညွန့်ဘာမှမစင်စားတော့ဘဲနဲ့ရွာပြင်ကိုပြေးထွက်သွားပါတယ်ဒီလိုနဲ့ထန်းတော်နဲ့နီးလာလေးလေးအတန်ကပူကျဲလာလေးဖြစ်ပြီးတော့ထန်းတော်တဲကိုမလညွန့်ရောက်သွားတဲ့အခါမှာတော့အတန်ကလုံးဝပျောက်ကွယ်သွားပါတယ်မလညွန့်ကထန်းတော်အဆက်မှာရက်လိုက်ရင်ဘေးပင်ညာကိုဝေဝဲကကြည့်လိုက်ပါတယ်။ဘာအရေးရောင်တစ်ခုမှမမြင်ရတာကြောင့်ထူးဆန်းနေတယ်လို့ခန်းစားမိပါတယ်။ဒီချိန်မက်လာညွန့်ရဲ့ပကုံးကိုတစုံတစ်ယောက်ကလှမ်းပြီးတော့ပို့လိုက်တယ် ဘသူလဲ ။လှမ်းပြီးပို့လိုက်တဲ့ဘက်ကိုမက်လာညွန့်မျက်နှာလှည့်လိုက်တဲ့အခါမှာတော့ထန်းတော်ကွန်းပြင်ထဲမှာသူ့ကိုကြောပေးပြီးတော့ထိုင်နေတဲ့လူတစ်ယောက်ကိုတွေ့လိုက်ရပါတယ်။မက်လာညွန့်လည်းကြည်ကျင်စိတ်နဲ့တလန့်ချင်းလျှောက်လာလိုက်တာပေါ့။မက်လာညွန့်နားကိုရောက်ခါနီးမှာတော့ထိုင်နေတဲ့လူကပျောက်ကွယ်သွားပြန်တယ်။မက်လာညွန့်လည်းအံ့အားသင့်သွားပြီးဘေးဘီကိုတစ်ချက်ပြန်ပြီးအကဲခတ်လိုက်တော့သူနဲ့မလန်မကန့်မှာလူတစ်ယောက်ထိုင်ပြီးတော့ငိုနေခဲ့ပြန်တယ်။မက်လာညွန့်အနီးကိုရောက်သွားတဲ့အချိန်မှာတော့ထိုင်နေတဲ့လူကပျောက်သွားပြန်ပါတယ်။ခဏခဏဆိုတော့မက်လာညွန့်လည်းစိတ်မရှိတော့ဘဲနဲ့လေးတန်းခတ်မမနဲ့ခုလိုမေးလိုက်ပါတယ် ဘသူလဲညာကြီးအချိန်မတော်ငိုနေတာရှောက်ပြေးမနေနဲ့ပြောစမ်းနင်းဘသူလဲ ။တ
တစ်ဖက်ကမောင်မဲနေတဲ့ထန်းတော်ရဲကနေငိုတန်စူးစူးဝါးဝါထွက်ပေါ်လို့လာပြီးအတန်နဲ့ကြီးတစ်ခုပြန်ပြူလိုက်ပါတယ်။လာညွန့်ရေကိုမောင်ကြီးကိုလာခေါ်ပါဦး။ဒီမှာအရန်အေးတယ်။ကိုမောင်ကြီးကိုတယောက်တည်းမထားခဲ့ပါနဲ့။လာညွန့်ရေကိုမောင်ကြီးကိုလာခေါ်ပါဦး။မလာညွန့်တုံလို့သွားပါတယ်။လေအောင်ကြားဖြစ်သူကညာကြီးချိန်မတော်ထန်းတော်ထဲမှာဘာကြောင့်ငိုနေရတာလဲ။သူ့မှာအိမ်ရှိတာပဲလေ။အိမ်ကိုပြန်လို့ရတာပဲလို့တွေးလိုက်မိပါတယ်။ တော့ညမောင်မောင်မဲမဲထန်းတော်ထဲမှာဘာလို့ငိုနေတာတော့အိမ်ကိုပြန်မယ်လေ မလာညွန့်ငါပြန်လို့မရဘူးငါအိမ်ကိုပြန်လို့မရဘူးငါ့ကိုမထားခဲ့ပါနဲ့မလာညွန့်ရဲ့ငါ့ကိုမထားခဲ့ပါနဲ့တစ်ဖက်ကအတန်ဆုံးမှာတော့မလာညွန့်စိတ်နဲ့လူနဲ့မကက်တော့တယ်လို့ဝေဝါးသွားပါတယ်အတန်တွေကတကယ်အစ်စ်မှန်လားဘယ်ကနေလာနေတယ်လဲဆိုတာကိုမလာညွန့်မခွဲခြားနိုင်တော့ပါဘူးတတိယလို့ဘေးဘီကိုကြည့်လိုက်တော့မလာညွန့်ကအင်းရှိကိုပြန်ရောက်နေပါပြီ ဟင်ငါအိမ်ပြန်ရောက်နေရလား ကိုပြည့်နဲ့ခြံဝန်းကိုမျက်နှာချင်းဆိုင်အနေထားနဲ့မလှညွန့်ကြည့်လိုက်ပြီးတဲ့နောက်ကမန်းကရမ်းမဲ့အိမ်မော်ကိုပြေးတက်သွားပါတယ်။ဒီအခါမှာအိမ်ရှိကန်းကကလထိုင်မှာမင်းမေကြီးထိုင်နေသူကမလှညွန့်ကိုလှည့်ကြည့်လိုက်ပြီးစိတ်ဆိုးမှန်ဆိုးနဲ့အော်ဟစ်လိုက်ပါတယ်။မင်းဘယ်ဒီကိုရှောက်သွားနေတာလဲ။ငါဘိုက်စာနေပြီ။မျက်ထောင်နေချင်းနဲ့ဒေါသတကြီးအော်လိုက်တဲ့ဥမောင်ကြီးရဲ့စကားဆုံးမှာတော့မလှညွန့်တယောက်ပါဇက်အဟောင်းသားဖြစ်သွားရပါတယ်။ ဟင်ကိုမောင်ကြီးနောက်တစ်ယောက်အမလီကဲတော်မူကြပါ ဟန်ပါပါနဲ့ပြောနေတဲ့လုံးစိန်မရဲ့အတန်အနေထားကိုနားထောင်နေရင်အနီးနားကယောက်ျားချင်းမကြီးတစုကြက်တီတီးသွားကြပါတယ်အတော်လေးကြောက်စရာကောင်းတဲ့အိမ်မက်ဖေးမဟုတ်ပါလားအကြီးမလညွန့်တယောက်ဘလောက်တောင်ကြောက်နေခဲ့လိမ့်မလဲလို့တွေးနေရင်အားလုံးလဲတိတ်ဆိတ်လို့နေကြပါတယ်အဲ့ဒီတိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်သူကတော့မောင်ကျက်တော့ပါပဲဒါဆိုရင်ဥမောင်ကြီးကနှစ်ယောက်ဖြစ်နေတာပေါ့ကြောက်စရာကြီးဟာအဲ့တော့ဘာဆက်ဖြစ်တယ်လဲလုံးစိန်မနောက်တော့ရောဥမောင်ကြီးဖောက်ဝင်နေတာကိုအကြီးကဘယ်လိုလုပ်ပြီးတိသွားလဲ အော်သိသွားတာတော့ဒီလိုလေ အဲ့ရတဲ့ကနေလူအကူကြီးမပါရင်မထနိုင်တော့အောင်ဥမောင်ကြီးရဲ့ကျမ်းမာရေးကရပ်ပိုင်းအတွင်းမှာတိတိတသာဂျုံဂျုံကြလို့လာပါတယ်မလာညွန့်ခမရမှာဥမောင်ကြီးကိုတန်တန်မမာကြီးကနေချက်ချင်းအဲ့ရကမထနိုင်အောင်ဖြစ်သွားရတာကြောင့်အတော်လေးကိုစဉ်းစားရခက်နေပါတယ်ဒီအချိန်အထက်လန်းဆရာပြောထားတဲ့စကားတွေကိုနားထဲမှာပြန်လဲကြားအောင်နေမိပါတယ်ကဲဒီမှာမလာညွန့်အရာရာကိုသတိနဲ့ရှင်ပြီးတော့သာနေပါအန်ဒီရဲ့ကခမည်းရဲ့အနီးမှာပဲကြိုပြောတဲ့အပမိတဲ့လူဆိုတာတခြားသူမဟုတ်ဘူးခမည်းရဲ့အိမ်ပေါ်မှာပဲကဲခမည်းလည်းအရာရာသတိရှိပါစေနော်ဒါပေမဲ့မလာညွန့်ကသူ့ကိုယ်သူစိတ်ဆွဲပြီးတော့ထင်တာနေမှာပါလို့တွေးလိုက်မိပါတယ်အဲ့ဒီနောက်မနှက်ဖြန်ဥမောင်ကြီးရဲ့မွေးနေ့ဖြစ်လို့ကုသိုလ်အနေနဲ့ရောဖုံးချောင်းကိုစွန့်ကြိုင်ပို့ဖို့ရအတွက်မြောက်ပိုင်းကနေပေါ်တဲ့ဝတ်သားတွေကိုကြောင်ရင်တကားကိုဖွင့်ပြီးထည့်ထားလိုက်ပါတယ်နေစွန်းဆိုတော့မလာညွန့်ကညာကလေးကချက်မနေတော့ပဲမနှက်မှချက်မယ်ဆိုပြီးတော့ကြောင်ရင်ထဲမှာထည့်ထားလိုက်တာပါဥမောင်ကြီးကိုလှမ်းကြည့်လိုက်တော့အိယာထဲမှာခွေခွေလေးအိတ်နေပြီဆိုတော့မလာညွန့်လည်းညင်ညင်သာသာပဲဘေးနားမှာအသားရဝင်ပြီးအိတ်လိုက်ပါတယ်ဒီလိုနဲ့ညတကောင်လောက်ကြတော့အတန်တစ်ခုကြောင့်မလာညွန့်တယောက်ဖြတ်ကနေလန်လို့သွားပါတယ်အိုးခွက်ပကံနဲ့တခုခုလှုပ်လှုပ်ရှားရှားဖြစ်နေတဲ့အတန်မှာပထမတော့မလာညွန့်ကမထားပဲဆက်ပြီးအိတ်နေဖို့စဉ်းစားလိုက်ပေမဲ့နောက်တော့ကြောင်ရင်ထဲမှာထည့်ထားတဲ့ဝတ်သားတွေကိုကြောင်လာစားတာများလားဆိုတဲ့အတွင်းနဲ့ရုတ်တရက်ထပြီးထန်လိုက်တော့နှစ်ဘေးမှာဥမောင်ကြီးမရှိတာကိုသတိထားမိသွားပါတယ်ဘေးလူတွဲမှာထနိုင်တဲ့လူကသူ့မကိုမနိုးပဲနဲ့ညာကြီးမင်းကြီးဘဲကိုထသွားပါလေအတန်တွေကလည်းအိမ်နောက်ဖေးဘက်ကနေလာတာဆိုတော့အပေါ်ပါသွားရင်ချော်လဲနေပြီလားဆိုတဲ့အတွင်းနဲ့မလာညွန့်တယောက်မိဖို့ကြောင်တွေကိုကမန်းကရမ်းဝင်လာလိုက်ပါတယ်မိဖို့ကြောင်တွေကိုအရောက်မှာတော့မလာညွန့်ရဲ့အထင်နဲ့အမြင်လုံးဝလွဲချော်သွားပါတယ်ဥမောင်ကြီးကကြောင်အိမ်ကိုဖွင့်ကဝတ်သားတွေအစိမ့်လိုက်ကိုမြင်ရင်ရှက်ရည်စားတောက်နေတာကြောင့်ပါမလာညွန့်လည်းဘလို့ဖြစ်တာလဲဆိုတဲ့အကြည့်နဲ့အတော်လေးအံ့အားတင်သွားပြီးပါဇက်အဟောင်းသားဖြစ်ကမြင်သက်သွားပါတယ်နောက်တော့လန်သွားတဲ့စိတ်ကိုသတိပြန်ကတ်လိုက်ပြီးတော့ဥမောင်ကြီးမသိအောင်ပြန်ပြီးတော့ဝင်အိတ်နေလိုက်ပါတယ်ပါဇက်ကနေတော့ဖျားစာတွေကိုတရွတ်နဲ့ရွရွနေမိတာပေါ့နောက်နေ့မနက်ကိုရောက်မှာတော့ဥမောင်ကြီးမနှုတ်ခင်ကမန်းကရမ်းထားပြီးတော့တကြီးအိမ်ကထက်လန်းစရာစီကိုမလာညွန့်ပြေးပါတယ်ဒီတော့ထက်လန်းစရာကမလာညွန့်ကိုစိတ်အေးအေးထားဖို့နဲ့သူကူညီပေးမယ်အကြောင်းကိုပြောပါတယ်ကဲမလာညွန့်ရေဥမောင်ကြီးအိမ်မဲ့အေးရအောင်မှာဩဇာရွက်တွေကိုခင်းသူမရေးမိအောင်ခင်းတော့ပြီးရင်သူ့ကိုကျွေးမဲ့အစားတောက်တွေထဲမှာဟောဒီဆေးမုံကိုဖြူပြီးတော့ကျွေးဒါကမဟိန်တိဆေးစွမ်းတက်လက်ပဲ
ကျုပ်ဒီကနေလဲလိုအပ်တဲ့ပွဲတွေထိုးပြီးတော့မန်တန်တွေရွတ်ဖတ်ပေးမယ်ဒီညကြော်တာနဲ့ခင်များယောက်ျားဦးမောင်ကြီးကိုတဲ့ကဖုတ်ကမရှိတော့ဘူးဆိုတာမှတ်ပြီးတော့ဒီကမှမလန့်ညွန့်ကမျက်နှာငယ်လေးနဲ့အထက်လန်းဆရာကိုကြည်ရင်းနဲ့ခုလိုမေးပါတယ်ဒါဖြစ်ရင်ကျုပ်ယောက်ျားကိုမောင်ကြီးရရောရင်သူဘာဖြစ်သွားမှလဲမလညွန့်ရဲ့မေးစကားကိုဆရာကြီးကမျက်လွှာတစ်ချက်ချလိုက်ကတက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီးမှခုလိုပြန်ဖြေခဲ့ပါတယ်အေးဗျာကျုပ်လဲစိတ်မကောင်းပါဘူးမလညွန့်ရဲ့ခင်များယောက်ျားကိုမောင်ကြီးကဆုံးသွားတာကြာပြီအခုခင်များယောက်ျားကိုတဲကိုဝင်နေတာကဖုတ်တကောင်ပဲအဲ့ဒီဖုတ်ကောင်ထွက်သွားတာနဲ့ခင်များယောက်ျားလည်းမရှိတော့ဘူးစိတ်ကိုအားတင်းထားပါမလညွန့်ရဲ့လူတိုင်းတစ်နေ့သေးလန်းကိုသွားရမှာပါဒီလိုမှဖိုးကောင်ကိုမထုတ်ဘူးဆိုရင်ဖိုးကခင်များရဲ့ယောက်ျားခန္ဓာကိုယ်ကြီးနဲ့ရှင်တွဲနေထိုင်ပြီးတော့မိစ္ဆာဖြစ်လာလိမ့်မယ်ပြီးကြရင်တော့တရွာလုံးကလူတွေကိုဒုက္ခပေးလိမ့်မယ်နောက်ဆုံးတော့မတတ်တာတဲ့ဆုံးမှာမလညွန့်လဲဥမောင်ကြီးဖုတ်ကိုထုတ်ပစ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ဥမောင်ကြီးအိမ်မဲအိမ်ရအောင်မှာသူမသိအောင်အော်စာရွက်တွေကိုဖြန့်ခင်းပြီးစားမဲ့အစာတွေတဲ့ကိုအထက်လန်းဆရာပေးလိုက်တဲ့ဆေးတွေထည့်လိုက်ပါတယ်ညရောက်တော့ဥမောင်ကြီးတယောက်လွန်လူးပြီးတော့ပူတယ်ဆိုပြီးထားပြီးអော်ပါတယ်မလညွန့်ကတော့ဘာမှမတတ်နိုင်မဲငုတ်တုတ်ထိုင်းကြည့်နေရတာပါနောက်တော့ဥမောင်ကြီးရဲ့ဖုတ်ကပိုပြီးကျန်းကဒေါသတွေထွက်ပြီးတော့စောင်းနေအေးခင်းနေအကုန်လုံးကိုလွန့်ပစ်ပါတော့တယ်ဒီကအိယာအောက်ကဩဇာရွက်တွေကိုမြင်တဲ့အခါမှာဖယ်ပြီးတော့လွတ်ပစ်ခိုင်းပါတယ်မလညွန့်ကမလုပ်ပေးနိုင်ဘူးလို့ညင်းပယ်တာကြောင့်စိတ်ဆိုးဆိုးနဲ့မလညွန့်ကိုလဲပင်ကိုထပြီးတော့ညစ်ပါတယ်ကျမ်းမာရေးမကောင်းလို့အားရင်ချိနဲ့နေတဲ့လူတယောက်လိုမဟုတ်ပဲမျက်ထောင်နီကြီးနဲ့ကြောက်စရာအသွင်ပြင်ကိုပြောင်းလဲသွားတဲ့ဥမောင်ကြီးကိုကြည့်ကမလညွန့်တယောက်ကြောက်နဲ့အကူကြီးကိုအော်ခေါ်လိုက်ပါတယ်ဒီချိန်တကားဘောက်ကနေစေးကြေလုံးကင်ထားတဲ့ထလန်းဆရာကဝင်လို့လာပြီးရင်မားနဲ့ပြစ်ပေါက်လိုက်တာကြောင့်သူတို့နှစ်ဦးလူစုကွဲသွားပါတယ်ဒီတော့မှထလန်းဆရာကသူ့ရဲ့ထလန်းပညာစွမ်းတွေကိုထုတ်သုံးပြီးဥမောင်ကြီးရဲ့ကိုယ်ထဲကဖုတ်ကိုနှင်မာတော့တယ်ဒါပေမဲ့ဖုတ်ကဆရာကိုမလေးမစားနဲ့အာခံလို့နေပြီးဝင်းကျင်ရှင်ဖြစ်တဲ့ဥမောင်ကြီးကိုသူကိုယ်တိုင်လိပ်ပြနှုတ်တဲ့အကြောင်းတွေကိုမြင်ရင်ရှက်ရည်နဲ့ပြောဆိုနေသေးတာပါပြီးတော့မကောင်းဆိုးဝါးတွေရဲ့ထုံးစံအတိုင်းဆရာကိုနောက်ဆုံးချိန်ထိအာခံပြီးဖုတ်ကိုဥမောင်ကြီးရဲ့ခန္ဓာကိုယ်နဲ့မခွဲခြားလိုက်ခင်မှာပဲဖုတ်ကမြန်ဆန်စွာပဲအိမ်ပြင်ကိုပြေးထွက်လို့သွားပါတယ်အိမ်မော်ကနေဆင်းပြေးသွားတဲ့ဥမောင်ကြီးကိုလှမ်းပြီးမချုံနိုင်လိုက်ပေမဲ့ဆရာကခြံဆောင်တဲ့ရွာဆောင်တွေကိုအကူအညီတောင်းပြီးတော့လှမ်းချုပ်ခိုင်းလိုက်တာကြောင့်ခြံဝအရောက်မှာဥမောင်ကြီးရဲ့ခန္ဓာကိုယ်ကပုံလျက်သားလဲကျသွားပါတယ်ဖုတ်ကောင်ကတော့အဝေးကိုထွက်ပြေးသွားခဲ့ပါပြီဒီတစ်ခါလုံးစိမရဲ့စကားစာပြတ်သွားတော့ကိုတာမောင်တို့ကြက်တော်တို့တွေစကားတခွန်းမှဝင်ပြီးမမေးကြတော့ပါဘူးသူတို့တွေလည်းအတော်လေးကိုထိတ်လန့်နေပုံရပါတယ်အတန်ကြာတဲ့အခါမှာကြက်တော်ကတစုံတရာကိုစိုးရင်တကြီးနဲ့မေးစကားဆိုပါတယ်ဒါဆိုရင်အဲ့ဒီဖုတ်ကပြေးသွားပြီပေါ့နော်အေးပေါ့အဲ့ဒီဖုတ်ကဥမောင်ကြီးခန္ဓာကိုယ်ကခွာသွားပေမဲ့သူဘဲမှမသွားဘူးပြန်လာဦးမှာဆိုပြီးဆရာကိုစိန်ခေါ်သွားတယ်တဲ့သူထွက်သွားတော့ဥမောင်ကြီးအလောင်းကအတော်လေးကိုပုတ်စော်နှံနေပြီအဲ့ဒါကြောင့်အကြီးက3ရက်ထားပြီးအမျိုးတွေဆုံးအောင်မစောင့်တော့ပဲတကြိုချင်တာပေါ့ကဲတော်တို့ရှင်းကြပြီလားကျုပ်လည်းမောတယ်ပြောစောနဲ့လုံးစိမ်မကယူနီတစ်ခွက်ကိုငှဲ့ပြီးတောက်လိုက်ပါတယ်ဒီကစိတ်ဝင်စားနားထောင်နေတဲ့လူတွေလှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြတာပေါ့ဒါဆိုရင်အဲ့ဒီဖုတ်ကအပီးထွက်သွားတာမဟုတ်ဘဲနဲ့ပြန်လာဦးမှာပေါ့ဖေဟာဟုတ်မဲတော့အဲ့ဒါကြောင့်ထင်နေအထက်လန်းစရာအခုထိတကြီးအိမ်မှာရှိသေးတယ်ဘယ်ကိုမှခရီးမဆက်သေးဘူးကြည့်ရတာဖုတ်ဘယ်တော့ဝင်မလဲထိုင်ဆောင်နေရလားမသိပါဘူးတော့လုံးစိမ်မရဲ့စကားဆုံးမှာတော့အားလုံးကအတွေးကိုယ်စီနဲ့တိတ်ဆိတ်သွားကြပါတယ်ဒီချိန်တိတ်ဆိတ်နေတဲ့လေတို့ကိုဖြိုခွဲလိုက်တာကတကြီးဥလူလာရဲ့အတန်မှာပဲကဲအားလုံးမဲ့ငါစီစဉ်စရာရှိတာအားလုံးစီစဉ်ပြီးပြီခဏနေရင်ဒေါ်ရီတောင်စရက်ကိုဘာပုံးလဲကြွလာလိမ့်မယ်လုံးစိမ်မရဲ့ကြံတဲ့မိန်းကလေးတွေကမတာဟိုတရဏကုံတင်မှုလိုတဲ့ဝေယဝတ်စာတွေတိချယူခဲ့ကြနော်မမေ့စင်နဲ့ကြားလားတကြီးဥလူလာရဲ့ဩစာအပြည့်နဲ့အတန်ကကိုပြက်နားမှာစုနေကြတဲ့သူတွေကိုလူစုခွဲလိုက်တယ်လို့ဖြစ်သွားပါတယ်။ဦးမောင်ကြီးရဲ့ဖြည့်ချောင်းကုံစင်ကိုကြားပြီးတဲ့လူတိုင်းကတော့မသားကိုအတော်လေးယွန့်နေကြပါပြီ။ကျက်တော်ခမရမှာဖိုးချုပ်ကိုငကြောက်ဆိုပြီးတော့စားနှောင်နေတဲ့ပေမဲ့တကယ်တမ်းကြုံလာတော့သူ့ရဲ့တက်တီတွေလည်းကြက်ပြောင်ငှက်ပြောက်ဖြစ်ကုန်ပါပြီ။တစ်ဆက်တည်းမှာပဲတကြီးကမိသကြိုဖို့ထင်းမီးစီစဉ်တဲ့နေရာမှာထွန်းဆန်တဲ့ကြံတဲ့ကာလာသားတွေကိုတာဝန်ပေးလိုက်ပါတယ်။ကျက်တော်ကတော့သူ့ကိုတာဝန်မပေးခင်ထပြန်ဖို့ဟန်ပြန်လိုက်တာပေါ့။ဟေးကောင်ကြက်တော့ဒါဘဲလေကျက်တော်ရဲ့ခြေလမ်းနေတုံကနေရက်တန့်သွားပါတယ်
ပြီးတော့တကြီးကိုမျက်နှာချိုသွေးတဲ့ပုံစံနဲ့လှဲကြည့်ရင်းနဲ့ခုလိုပြန်ပြီးစကားဆိုတယ်အာတကြီးကကျုပ်ကမတော်လဲရေချိုးပေးပြီးတော့တခြားဝေယဝတ်စာတွေလည်းအကုန်လုတ်ပေးပြီးလေတကြီးကအာကျုပ်ပြန်ရင်ကောင်းမလားလို့အောင်မဘာရဲကိုပြန်ရမှာလဲမသားကိုထမ်းဖို့လူလိုသေးတယ်ကွာကျက်တော်တယောက်မျက်လုံးပြူးသွားပါတယ်မသားကိုသူထမ်းရမယ်ဆိုပါလားဖေဟာအာတကြီးကတော့လုတ်ပြီဗျာမသားကိုထမ်းဖို့ကိုတာမောင်တို့အဖွဲ့တွေရှိနေရပဲကိုတာမောင်တို့က2ယောက်ပဲရှိတာထွန်းဆန်ကိုလည်းငါကခိုင်းလိုက်ပြီးတော့မင်းတင်ငယ်ချင်းဖိုးချုပ်ကလည်းမရှိဘူးဆိုတော့သူ့နေရာမှာမင်းထမ်းရမှာကျန်တဲ့တနေရာကိုတော့ငါတပည့်အသက်ထွေးရထမ်းလိုက်မယ်ဘဲမှသွားမယ်မကြမ်းနဲ့ကျက်တော်တယောက်မျက်စိမျက်နှာပြတ်သွားပါတယ်တကြီးရဲ့စကားဖြစ်နေတော့လေမပယ်ရှားဝင်တာကြောင့်အကြံအိုက်နေပါပြီဟေးကောင်ကျက်တော်ပြောရင်းဆိုရင်းနဲ့ဒါပဲလေဖနက်စီးပြီးထွက်သွားဖို့ဟန်ပြင်းနေတဲ့ကျက်တော်ကိုတကြီးကလန့်អော်လိုက်ပါတယ်ဒီတော့ကျက်တော်ကငိုမဲမျက်နှာထားနဲ့တကြီးရဲ့အမေစကားကိုပြန်ဖြေပါတယ်အာတကြီးကလည်းဖက်နဲ့စီးတာပါဗျာကျုပ်မသားတော့ထားမလို့ဖက်နဲ့စီးတာပါအိမ်မပြန်ပါဘူးဗျာမပြန်ပါဘူးအေးပြီးရောမင်းတို့ကောင်ဖိုးရှုံနဲ့ပေါင်းပြီးရှုပ်ချက်မလုံးနဲ့မောင်ကျက်တော်ရဲ့စိတ်ထဲကနေတော့သူနဲ့အတူမလိုက်လာခဲ့တဲ့ဖိုးရှုပ်ကိုမြစ်တာပို့လို့နေတော့တာပေါ့ပဇွန်စီအောင်ညာနေခင်ကတာယာကုန်းရွာလေးကိုနှုတ်ဆက်နေတယ်လားမြင်ရသူတိုင်းကိုလွမ်းဆွတ်တန်းတာစေပါတယ်ဒီလိုညာနေခင်မျိုးဆိုရင်တာယာကုန်းရွာရဲ့ရွှေစင်ချောင်းဆက်မှာအဝတ်လျှော်သူကလျှော်ရွာလေလမ်းမထက်မှာပြေးလွှားစော်ကစားနေတဲ့ကလေးတွေကကစားရှားတဲ့ကိုင်းထဲကနေနွားကိုစီတွေပြန်လာကြတဲ့သူတွေကပြန်လာနေတရွာလုံးကအသက်ဝန်းလို့နေပါတယ်ဒါပေမဲ့ဒီနေ့ညနေမှာတော့အဲ့လိုရိပ်ရောင်နေတစွန်းတစမှမမြင်ရပါဘူးတရွာလုံးကငြိမ်သက်တိတ်ဆိတ်နေပြီးမမောင်ပြင်ကလေးကအိမ်ပြင်ကိုမထွက်ကြတော့ပါဘူးဒီလိုပဲရွာထိပ်ကထန်းတော်မှာလဲထန်းရီတောက်တဲ့သူတယောက်မှမရှိပါဘူးခါတိုင်းဆိုလို့ရှိရင်ထွန်းဆန်တော့ထတော်ကနေရာရဖို့တောင်ကျင်းကြေတာမဟုတ်ပါဘူးဒီလိုငြိမ်သက်နေတဲ့တာယာကုန်းရွာလေးရဲ့ငွေသက်ကိုလှုပ်ရှားဖြစ်အောင်လုပ်လိုက်တာကတော့ဟိုးဝေးကနေလမ်းမကြီးတိုင်းဒုံဆိုင်မောင်းလာတဲ့လှဲတစ်စက်မှာပဲထွားကြမ်းနွားကြီးနှစ်ကောင်ဆွဲတဲ့လဲဆိုရင်ဘသူလဲမကြည့်နဲ့တာယာကုန်းရွာကလှဲသမားကိုစိန်အုပ်ရဲ့လဲပါပဲကိုစိန်အုပ်ရဲ့လဲပေါ်မှာတော့ပက်လက်နေထားနဲ့ခြေထောက်တစ်ဖက်ကိုထောင်ပြီးတော့လိုက်ပါလာသူကပျောက်ချက်သားကောင်းနေတဲ့မောင်ဖိုးရှုပ်ပါပဲဒီလိုနဲ့တချိန်တုံးမောင်းနေလာတဲ့လဲလေးဟာထန်းတော်အဝံမှာတော့ပို့ပြီးတော့အရှိန်မြင့်သွားပါတယ်ဟမ်ဖေသားကြီးတွေမြန်လေးလုပ်ပါဟာကိုစိန်အုပ်ရဲ့လဲမောင်းတန်ဆုံးမှာတော့မရှိမနှောင်းဆိုသလိုဖိုးရှုပ်ကအိမ်နေရာကနေထထိုင်လိုက်ပြီးဘေးဘီပတ်ဝန်းကျင်ကိုအကဲခတ်လိုက်ပါတယ်ထန်းတော်တွေကိုရောက်ပြီးဆိုတာကိုသိလိုက်ရတာကြောင့်လှဲကိုအတင်းရက်ခိုင်းมาတော့တယ်ဟိုးရက်ကိုစိန်အုပ်ရေဒီမှာပဲရက်ပါတော့ဗျာလဲရနောက်ကနေအတင်းရက်ခိုင်းနေတဲ့ဖိုးရှုပ်ကြောင့်လဲမောင်းနေရင်ကိုစိန်အုပ်လက်လန့်သွားပါတယ်ဟဲ့အောင်ဖိုးရှုပ်ဘာဖြစ်တာလဲဟာဘာဖြစ်လို့လဲကိုအတင်းရက်ခိုင်းနေရတာလဲကိုစိန်အုပ်ကလဲနောက်ပိုင်းမှာထိုင်နေတဲ့ဖိုးရှုပ်ကိုလှည့်ကြည့်လိုက်ပြီးမိလိုက်တဲ့အခါမှာဖိုးရှုပ်ကမျက်နှာချိုသွေးကဆက်ဖြည်းဖြည်းလုံးပြနေပါတယ်အာကိုကြီးစိန်အုပ်ကလည်းထန်းတော်ရောက်ပြီလေကျုပ်ဒီထန်းတော်ထဲမှာပဲနေခဲ့တော့မယ်ဖိုးရှုပ်ရဲ့စကားကြောင့်ကိုစိန်အုပ်တယောက်ရောင်နာဖြစ်သွားပါတယ်ဟဲ့ကောင်ဖိုးရှုပ်ပြန်တော့ကွာအိမ်ကိုအရင်ရောက်အောင်ပြန်လေကွာမင်းဖွားတော်မင်းဆုံးကအခုလောက်ဆိုရင်မင်းကိုမျောနေလောက်ပြီဟဲ့ကောင်ရကျုပ်ပြန်မဖို့ကိုကြီးစိန်အောင်ရထန်းတော်ထဲမှာထိုင်းရည်လေး2မျိုးလောက်တော့တောက်ယူမှာပဲကျုပ်ထိုင်းရည်ငတ်နေတာတစ်ဖက်ကြော်ပြီးဗျမျိုးကအဖိုးလေးတို့စီမှာကလေထိုင်းရည်မရဘူးအဖိုးလေးရဲ့သားကတော့ဘရန်နီဆိုလားဘရန်ဒီဆိုလားအဲ့ဒါတော့တိုက်တယ်ကျုပ်ကအဲ့ဒါမတောက်တတ်ဘူးဗျအားကြောင့်ကျုပ်အတော်လေးအောင်ဣထားတာအခုတော့မရတော့ဘူးဗျထိုင်းရည်တောက်ပြီးမှပဲလိုက်ခဲ့တော့မယ်ပြောမြဆိုမရတဲ့ဖိုးချုပ်တယောက်ကြောင့်ကိုစိန်အုပ်တယောက်ခေါင်းနှပန်းကြီးသွားပါတယ်တကြီးကသူတို့တရွာလုံးကိုအနေထိုင်ဆင်ခြင်ဖို့နဲ့နေဝင်ကြီးတရောရွာပြစ်မထွက်ဖို့အတန်တန်မှကြားထားတာပါဒါကြောင့်ပြောရခက်နေတဲ့ဖိုးချုပ်ကိုစိန်အုပ်ကတတိပေးရမှမသိဖြစ်နေပါတယ်ဖိုးချုပ်မင်းကတော့လှုပ်ပြီကွာမင်းဖွားကငါ့ကိုသေးချာမှားလိုက်တာဖိုးချုပ်ကခြေရှိတဲ့ဘဲမှမဝင်စင်းနဲ့အင်ကိုပဲတန်းပြန်ခေါ်ခဲ့တဲ့မင်းဖွားကခုလောက်ဆိုရင်တပတ်လောက်မတွေ့ရတဲ့သူ့မြေးကိုအတော်လေးတွေ့ကျင်နေရှာမှာအင်းကိုအရင်ပြန်လိုက်ပါဟောက်ကောင်ရပြီးမှမင်းအဖွားကိုပြောပြီးပြန်ထွက်ကျင်ထွက်ပေါ့မင်းတငယ်ချင်းကြက်တော်တယောက်တောင်ဖျားနေတယ်ဟိလူနာလေးပါလေးလဲသွားမေးလိုက်အောင်လဲရက်ဆရာရှိတာမရက်ပဲလေကျော်ရှင်နေတဲ့ကိုစိန်အုပ်ကြောင့်ဖိုးချုပ်တယောက်စိတ်မရှိဖြစ်လာပါတယ်ဒါကြောင့်မျက်မှောင်ကိုကျုပ်လိုက်ရင်ကိုစိန်အုပ်ကိုလေးသားမမနဲ့ခုလိုစကားဆိုပါတယ်ကျုပ်သိပါကိုကြီးစိန်အုပ်ရအခုလောလောဆယ်တော့ရက်တော့ထိုင်းရီလေးတစ်ခါတော့ဖို့အရေးခမရစီမှာခွန်တောင်းနေရတာတော်တော်ကိုကြားတယ်အဖိုးလေးတို့လက်ဆောင်ထည့်ပေးလိုက်တာတွေကိုဖွားစီကိုပေးပြီးတော့ဖိုးချုပ်ခဏနေရင်ပြန်လာမယ်လို့သာပြောလိုက်
ဒါနဲ့လဲမောင်းကောက်လဲအဖွားစီမှာယူသွားအောင်နော်ပြောရင်ဆိုရင်ဖိုးချုပ်ကတော့ရက်မလို့မရက်မလို့လုံနေတယ်ကိုစင်အုပ်ရဲ့လဲဘော်ကနေဆွေကနေခုံချလိုက်ပြီးထန်တော်ရှိရာစီကိုတကြိုးတည်းပြေးပါတော့တယ်ဟာဟဲ့ကောင်နေအောင်လေဖိုးချုပ်ဟဲ့ကောင်ဖိုးချုပ်အလော30ပြေးထွက်သွားတဲ့ဖိုးချုပ်ရဲ့ခြေလမ်းတွေကိုကိုစိန်အောင်မတားနိုင်လိုက်ပါဘူးအေးဒီကောင်လေးနဲ့တော့ခက်တော့တာပဲဒီရပိုင်းတကြီးကနေထိုင်ဆင်ခြင်ဖို့ပြောထားတာပါဆိုဒုက္ခပါပဲကိုစိန်အုပ်တယောက်ကောင်းကိုတပြင်းပြင်းကုန်ရင်လှဲလေးကိုမောင်းထွက်လာခဲ့ပါတော့တယ်များပြားလာတဲ့ထမ်းပင်လေးရဲ့အလယ်မှာဒဲရင်လေးတအိမ်ကလည်းထီထီကြီးရှိလို့နေပါတယ်အဲ့ဒီတဲအိမ်ကတော့ထွန်းဆန်နဲ့လုံးစိန်မတို့ရဲ့နေအိမ်မှာထွန်းဆန်ကထမ်းတက်ပြီးထိုင်းရင်ရောင်းတယ်လို့လုံးစိန်မကတော့ထညနဲ့တခြားမြမမုံတွေကိုလှုပ်ပြီးရောင်းပါတယ်ဒီနေ့တော့တဲနာမှာထွန်းဆန်ရောလုံးစိန်မပါမတွေ့ရတာကြောင့်ဖိုးချုပ်တယောက်အံ့ဩသွားရပါတယ်ခါတိုင်းဒီချိန်ဆိုလို့ရှိရင်ကြက်တော်တို့တွေကိုထွန်းမောင်တို့ကလည်းထရီဝိုင်းမှာအစင်းသင့်ရှင်းနေတတ်ပေမဲ့ဒီနေ့မှာတော့ထန်တော်ကြီးလည်းသူတယောက်တည်းပါရွာနဲ့တပတ်ကြော်လောက်ဝေးကွာနေရသူဖြစ်တာကြောင့်ရွာမှာဘာတွေဖြစ်ခဲ့လဲဘာတွေထူးဆန်းနေလဲသူမသိပါဘူးသူသိတာကတော့ဒီနေ့ထန်းရီတောက်ရမှကိုဖြစ်မှာပါဒီကိုထိုင်းရင်နှမျိုးပေးပါဗျို့တဲကနေတစုံတရာအတန်ပြုတ်တန်မကြရပါဘူးဒီနေ့မှထန်းတော်တစ်ခုလုံးထူးထူးခြားခြားငြိမ့်သက်တိတ်ဆိတ်နေသလိုဖိုးရှုပ်ခန်းစားလိုက်ရပါတယ်ဒါပေမဲ့ဒါကထူးဆန်းတာတော့မဟုတ်ဘူးလေရွာကထရီဆိုင်တွေကမြို့ကအရက်ဆိုင်နေလိုမျိုးတစ်ချိန်လုံးလူပြည့်နေတတ်တာမှမဟုတ်ပဲအဲနောက်မှာဖိုးချုပ်ကတဲပြင်ဘက်မရောက်တယောက်နားကဝိုင်းမှာထိုင်လိုက်ပါတယ်ဒီနေ့မှထိုင်းရင်နှမျိုးမတော့ရရင်သူဘာဖြစ်သွားမလဲသူ့ကိုယ်သူလည်းမသိပါဘူးတဲရဲ့ဘေးပြေဝဲရကိုဖိုးချုပ်တယောက်အကဲခတ်လိုက်ပါတယ်လူရိတ်လူရောင်တောင်မမြင်ရပါဘူးဘဲနဲ့ကွာရွာတဲ့လူတွေတယောက်မှရောက်မလာကြပါလားဟမ်ထရူးစမ်းမဲရွာမှာတရားပွဲတွေပါတယ်များရှိလို့လားမသိဘူးဟာမောင်ဖိုးချုပ်တယောက်တည်းအဖြေရှာနေမိပါတယ်ခါတိုင်းဆိုလို့ရှိရင်တဲအနည်းကထမ်းပင်ကြီးနှစ်ပင်မှာထမ်းတက်နေတဲ့ငွေတက်နဲ့ပစ္စည်းရတွေရှိနေတတ်ပါတယ်ဒါပေမဲ့ခုတော့ထမ်းပင်ကြီးနှစ်ပင်လုံးကလည်းထမ်းတက်သမားတွေကိုမျှော်နေသလားအောင်မိရပါတယ်ဟိုဒီလျှောက်တွေးနေတော့မှပဲသူ့ရှိရဇပွဲဘော်ကိုထမ်းရည်နှစ်မျိုးလာချပါတယ်ဟဲ့အောင်ထွန်းဆန်မင်းထတော်ကြီးရလဲကွာတိတ်ဆိတ်လို့ပါလားဘာလဲရွာမှာတရားပွဲတွေပါတယ်ရှိလို့လားထရီအိုးတွေလာချတဲ့ထွန်းဆန်ကဖိုးရှုပ်ရဲ့စကားကိုချိုတီခါးတီဘာမှပြန်မပြောပဲခြာကနေလဲထွက်သွားပါတယ်ထွန်းဆန်ဟာစကားနဲ့သူတယောက်မှမှန်ဖိုးရှုပ်သိပါတယ်ဘာလဲဟာဒီကောင်ငါ့ကိုစကားလေးပါလေးတစ်ခွန်းအောင်ပြန်မပြောဘူးလုံးစိမ်မနဲ့စိတ်ဆိုးထားလားမသိပါဘူးလုံးစိမ်မဆိုလို့လုံးစိမ်မလည်းမတွေ့ပါလားရွာထဲကိုရောက်နေရလားမသိဘူးဒီလိုနဲ့ရှေ့မှာခြာထားတဲ့ထရီအိုးတွေကတစ်ခွက်ခတ်ပြီးတောက်လိုက်ပါတယ်ပြီးတော့မှတစုံတရာကိုသတိရသွားပြီးတော့ထွန်းဆန်ကိုခုလိုလှမ်းပြီးမှားလိုက်ပါတယ်မတော်တာကြတော့ကောင်းတော့ကွာဟဲ့အမီးဟာထွန်းဆန်ကြီးအမီးလေးပါလေချအောင်ဟာဒဲရဲ့နောက်ဖက်ကနေဂလုံးအတန်းနေထွက်လာပါတယ်ထွန်းဆန်သူ့အတွက်အမီးရှာဖွေနေမှဖိုးချုပ်တိလိုက်ပါပြီအမီးကိုစောင့်နေရင်နောက်ထပ်တစ်ခွက်လောက်ထပ်ပြီးမောလိုက်ပါတယ်ဒီနေ့မှထန်းရီကပိုးချိုပြီးတော့တောက်ကောင်းနေတယ်လို့ဖိုးချုပ်ထင်မိပါတယ်ဒါကြောင့်သုံးခွက်မြောက်ကိုထပ်ပြီးတောက်လိုက်ပါတယ်အဲနောက်မှာတော့ဖိုးချုပ်ကစိတ်မရှိတော့ပဲတဲရဲ့နောက်ဖက်ကိုထပ်မှန်ပြီးတော့လှမ်းអော်လိုက်ပြန်ပါတယ်ဟေးအောင်ထွန်းဆန်ကြီးအမီးလာချအောင်မင်းအမီးကမရသေးဘူးလားကြားလိုက်တာထွန်းဆန်ကအတန်ပြန်ပြီးမပြုတ်ပါဘူးဒီနေ့ဒီကောင်ဘာဖြစ်နေမှန်းဖိုးချုပ်တကယ်လဲနားမလဲတော့ပါဘူးဒါပေမဲ့တိတ်မကြခင်မှာသူ့ရဲ့အနာကိုထွန်းဆန်ရောက်ချလာပြီးတော့ဇပွဲဘော်ကိုပကံတစ်ချက်လာတင်ပါတယ်အမီးကတော့ဒါပဲရှိတယ်ထွန်းဆန်ချပေးတဲ့ပကံကိုဖိုးချုပ်ကကြည့်လိုက်တော့အတော်လေးအော်ဂလီဆန်သွားပါတယ်ဟာကွာအမဲသားလားဟဲ့အောင်မင်းဟာအစိမ့်လိုက်ကြီးငါဘလို့စားမလဲကွာနည်းနည်းပါးပါးလေးကြော်ပေးပါလားကွာဒါမင်းမလုံးစိမ်မကိုကြော်ခိုင်းလိုက်ပါလားငါသူ့လည်းမတွေ့မိပါဘူးဘဲသွားလဲမင်းမသူမရှိဘူးဒီတိုင်းပဲစားမင်းကလည်းလှုပ်ပြီကွာဒီတိုင်းအစိမ့်ညိုငါဘလို့စားမလဲဟာဖိုးချုပ်ကအဲ့လိုပြောလိုက်တော့ထွန်းဆန်ကစက်ကနေဆိုသလိုမျက်စိရှိကသွေးတန်ရဲရဲနဲ့အသားတစ်ခုကိုယူပြီးစားပြလိုက်ပါတယ်ဖိုးချုပ်တယောက်မျက်လုံးအဝိုင်းသားဖြစ်သွားပါပြီထွန်းဆန်ဘာဖြစ်တာလဲဆိုတဲ့အသည့်နဲ့ကြောက်လန့်နေတဲ့စိတ်တို့တပြိုင်တည်းဖြစ်ပေါ်လို့လာတာပါဟမ်ထွန်းဆန်ဟဲ့ထွန်းဆန်မင်းဘာဖြစ်နေရလဲဟဲ့ထွန်းဆန်ဟဲ့ဘာလို့စိမ့်နေစားနေရလဲနားကြီးတယ်ကွာငါစားနေတာမမြင်ဘူးလားမင်းပါဇက်ကိုခဏပိတ်ထားထွန်းဆန်ကဖိုးချုပ်ကိုအာယုံနောက်တယ်ဆိုတဲ့သဘောမျိုးနဲ့စူးစိုက်ကြည့်လိုက်တဲ့အကြည့်ကတကယ်ကိုကြက်သီးထစရာကောင်းပါတယ်မျက်လုံးတွန်းသားတစ်ခုလုံးနီးရဲနေတယ်လို့ပါးစပ်တစ်ခုလုံးပွေပွားနေတဲ့သွေးတွေကလည်းတကယ်ကိုကြောက်ခမန်းလိလိပါပဲ
ဖိုးချုပ်နေရာမှာတင်လိပ်ပြလွန့်သွားကြမှာတယ်ပြီးတော့ရှီရှီဝေးဝေးစဉ်းစားမနေတော့ပဲထိုင်နေရာကနေထရက်လိုက်ပြီးပြန်ပြေးဖို့ပြင်လိုက်ပါတယ်ဟေးယောင်ဒါကဘဲလေမင်းကိုဘသူကပြန်ခိုင်းလို့လဲဖိုးချုပ်ရဲ့အင်ကြီးစားကိုထွန်းဆန်ကစောင့်ဆွဲလိုက်တာကြောင့်ဖိုးချုပ်တယောက်နေရာမှာတင်ထိုင်လျက်သားပြုတ်ကျသွားပါတယ်ဟေးယောင်ငါဒုက္ခမပေးပါနဲ့ကွာငါကြောက်လို့ပါငါမင်းကိုကြောက်ပါတယ်ငါတော့ခွင့်ပေးပါနော်ငါအိမ်ပြန်ချင်နေပြီဖိုးချုပ်ရဲ့အတန်ကအနှဲငယ်တိမ်ဝင်လို့နေပါတယ်ဖိုးချုပ်ကငယ်ကလေးကတရေဆိုရင်အင်မတန်ကြောက်တယ်လို့သူမဟုတ်ပါလားထွန်းဆန်ကလက်ထဲကအသားကိုခက်မြန်မဲ့ကိုအောင်စားပစ်လိုက်ပါတယ်ဖိုးချုပ်ကတော့သူ့ရဲ့နှလုံးခုန်တဲ့တိုင်းကိုအတိုင်းသားကြားနေရတဲ့အထိထိတ်လန့်နေရှာပါပြီငါဘိုင်းမဝသေးဘူးအနောက်မှာလည်းဘာမှစားစရာမရှိတော့ဘူးငါအနားမှာမင်းပဲရှိတယ်ဒီတော့မလုပ်ပါနဲ့ကျုပ်တောင်းပန်ပါတယ်ကျုပ်ဘာမလုပ်ပါနဲ့ကျုပ်ကြောက်လို့ပါပြောရင်းဆိုရင်နဲ့ဖိုးချုပ်တယောက်မျက်ရည်တွေကျလာပါတယ်နှာရည်တွေကလည်းတတောက်စီးကြလာရင်တကိုယ်လုံးလဲတုံရင်လုံးနေပါပြီငါမင်းကိုစားမယ်ငါဘိုင်းမဝသေးဘူးမလုပ်ပါနဲ့ဗျာကျုပ်အစာရှာပေးပါမယ်ကျုပ်ရွာထဲကိုပြန်သွားပြီးတော့လေခမရအတွက်အစာရှာပေးပါမယ်မလို့ခြင်းဘူးမင်းကိုဘယ်မှပေးမသွားနိုင်ဘူးငါဘိုင်းမဝတာအနှစ်30ကျော်နေပြီငါစီကိုစိုက်မြိုက်ရောက်ချလာတဲ့မင်းကိုလွန်မပေးနိုင်ဘူးထွန်းဆန်ရဲ့စကားတွေကအနှစ်30ကျော်နေပြီဆိုတဲ့စကားကိုဖိုးချုပ်သိကျင်လာပါတယ်ဒါကြောင့်ကြောက်တာကိုနောက်ထားပြီးတော့အရေးစွန်ကအခုလိုမေးပါတယ်ခမရကဘိုင်းမဝတာအနှစ်30ဆိုတော့ခမရတေးတာကြ ਈ ပေါ့နေပေါင်းခမရဘယ်မှာနေရတူလဲဒီကိုဘလို့လို့ရောက်လာလဲဟုတ်တယ်ငါသေးတာ32နှစ်တောင်ရှိသွားပြီငါကဒီနီးနားကမဟုတ်ဘူးဇရက်ပြင်ရွာကဇရက်ပြင်ရွာသားများကြီးဆိုရင်မသေးတဲ့သူတယောက်မှမရှိဘူးဖိုးချုပ်ကထွန်းဆန်ရဲ့ကိုယ်ထဲကိုဝင်ပူးနေတဲ့တရဲရဲ့အကြောင်းကိုစိတ်ဝင်စားလာပါတယ်ဒါကြောင့်ကြောက်စိတ်ကိုဘေးချိတ်ပြီးတော့အခုလိုထပ်မေးပါတယ်အော်ဟုတ်လားဒါဖြင့်ခမရဒီကိုဘလို့လို့ပြီးရောက်လာလဲမင်းတို့ရွာကရွာသားတယောက်ကငါရွာကိုလာတဲ့အချိန်မှာကပ်ပြီးလိုက်လာတာဒီထန်းတော်တဲကိုရောက်တော့သူ့ရဲ့ဝိညာဉ်ကိုငါနှုတ်ပြစ်လိုက်တာပဲဒါပေမဲ့ငါကိုဝိုင်းပြီးတော့နင်းထုတ်ကြတယ်လေဒါကြောင့်ထန်းတော်တဲကိုပြန်ရောက်လာတာဒီလိပ်ပြရှင်ကအမဲသားအရန်ကြိုက်တာငါသိတယ်ငါသူနဲ့ကပ်ပြီးနေလို့ရှိရင်ဘိုင်ဝါမယ်ဆိုတာသိလို့သူ့ရဲ့ကိုယ်တဲကိုဝင်နေလိုက်တာမောင်ဖိုးချုပ်တယောက်အကြောင်းဆောင်သိလိုက်ရတဲ့အခါမှာတော့ပါဇက်အောင်သားဖြစ်သွားရပါတယ်ထွန်းဆန်ကိုသူဘလို့ကြရမလဲဒီတရေထွက်သွားအောင်သူဘလို့လုပ်ရမလဲစဉ်းစားနေမိတာပါဒါပေမဲ့ရုတ်တရက်ဆိုသလိုထွန်းဆန်ကသူ့ရဲ့လက်ဘင်းကိုညှစ်ဖို့ဟန်ပြင်းလို့လာပါတယ်မယံတီကျန်နာတွေတီးရပြီးပြီဆိုရင်ငါဘိုက်စားတဲ့ငါဘိုက်ဖြည့်တော့မယ်အမလေးဗျာမလုပ်ပါနဲ့ဗျာကျုပ်ကြောက်လို့ပါဗျာဖိုးချုပ်ရဲ့စကားမဆုံးခင်မှာပဲထွန်းဆန်ရဲ့လက်ကဖိုးချုပ်ရဲ့လက်ဘင်းကိုတင်းကြပ်ဆုပ်ကိုင်းလို့လာပါတယ်အပြင်းလာတဲ့ထွန်းဆန်စီကနေဖိုးချုပ်ဘလုံးမယုံမရတာကြောင့်နှုတ်ကနေဘလုံးပထွေးတန်တွေပဲထွက်လာတာပါတဖြည်းဖြည်းနဲ့ပုံမိုတင်းကျပ်လာတဲ့ထွန်းဆန်ရဲ့လက်ကြောင့်ဖိုးချုပ်ရဲ့စိတ်တွေလွန်မျောပြီးတော့သတိလစ်ချင်တယ်လို့ဖြစ်သွားပါတယ်ဒီတစ်ခါတော့နေရာတကာပါတဲ့ဖိုးချုပ်တယောက်တကယ်သေးရပြီဆိုတဲ့အတွေ့အကြုံနဲ့မျက်လုံးတွေမှိတ်ကျသွားပါတယ်ဒါပေမဲ့ရုတ်တရက်ထွန်းဆန်ရဲ့လက်တွေပြေရော့သွားခဲ့ပြီးထအော်တာကိုဖိုးချုပ်ကြားလိုက်ရပါတယ်အာပူတယ်ပူတယ်ထွန်းဆန်ရဲ့အော်တန်ကြောင့်ဖိုးချုပ်စိတ်တွေလွန်နေရကနေသတိပြန်ပြီးဝင်လာပါတယ်ထွန်းဆန်ဟာဖိုးချုပ်ရဲ့လက်ဘင်းကအဆောင်ကျိုးကိုလက်မှာကန်ရင်းနဲ့အော်နေတာပါအဲ့ဒီကျိုးကိုထွန်းဆန်ရဲ့လက်ကနေခါချနေပေမဲ့ဘလုံးမှခါချမရဘူးဖြစ်နေပါတယ်ကျိုးရဲ့အာနိသင်ကြောင့်ထွန်းဆန်ခမရမှာလက်ကနေစလို့တကိုယ်လုံးပူလောင်လို့လာပါတယ်အာပူတယ်မင်းဘာလုပ်လိုက်တာလဲသွားစမ်းဒီကျိုးပူတယ်ဖိုးချုပ်ဒီမြင်ကွန်းကိုမမိတ်မတုံကြည့်နေတော့မှပဲအနောက်ဘက်ကစူးညံတန်တွေထွက်လာခဲ့ပြီးတော့လူတစုရောက်ချလို့လာပါတယ်မြေပြင်ပေါ်မှာပုံလျက်သားလဲကျနေတဲ့ဖိုးချုပ်ကိုတာမောင်ကလာပြီးထူပါတယ်တစ်ချိန်တည်းမှာပဲသူတို့နဲ့အတူပါလာတဲ့အထက်လန်းဆရာကတော့ထွန်းဆန်ရဲ့အနားကိုမဆိုင်မတော့ရှောက်သွားခဲ့ပါတယ်ဟေးကောင်များကြီးမင်းဒီတခါတော့ပြေးလို့မလွတ်တော့ဘူးဇရက်ပြင်ရွာသားများကြီးကိုဆိုင်ရာပိုင်ရာတွေချုပ်ထားစမ်းပြီးရင်မှက်လောက်သားလောက်အောင်ပညာတွေပေးလိုက်ကြ
လူတွေကိုဒုက္ခပေးနေတဲ့မင်းကိုငရဲပို့မဲကွာမင်းဘဝနဲ့မင်းเจ้าမဲလူသားတွေနဲ့ဘာမှမဆိုင်ဘူးလိပ်ပြာရှင်ကိုလည်းဒုက္ခပေးဖို့မစင်စားနဲ့အခုတော့ဘာတက်နိုင်သေးလဲဖို့ကောင်များကြီးอ่ะအထလန်းဆရာရဲ့အမေအောက်မှာထွန်းဆန်တယောက်ဝတ်တော်ကတောင်းပန်နေပြီးတော့ကြောက်ပါတယ်ဆိုတဲ့စကားကိုအချင်းချင်းអော်ပြီးတော့လူလိမ့်နေပါတယ်ဒီမြင်ကွင်းကိုတကြီးပါဝံရွာသူရွာသားတွေအားလုံးကြည်နေကြတာပါပြီးတော့ဖိုးချုပ်လည်းစိတ်နဲ့ကိုယ်နဲ့မကပ်ဖဲနဲ့ငူငူကြီးကြည်နေမိပါတယ်မကြခင်မှာပဲထွန်းဆန်ရဲ့ကိုယ်ထဲကနေဖိုးကောင်များကြီးငိုကြီးချက်မှနဲ့ထွက်သွားပြီးတော့ထွန်းဆန်တယောက်လည်းတတိလက်မေမျောသွားပါတော့တယ်အိမ်နောက်တော့ထက်လန်းဆရာကထွန်းဆန်ရဲ့လက်ပေါ်ကအဆောင်ကျိုးကိုပြန်လဲမန်းမို့လိုက်ပြီးတော့ဖိုးချုပ်ရဲ့လက်ပင်ကိုပြန်ဆွတ်ပေးလိုက်ပါတယ်ကံကောင်းပြီလို့ဖိုးချုပ်ရေးဒီတစ်ခါမင်းရှုပ်တဲ့အရှုပ်ကထွန်းဆန်ကိုလည်းကယ်လိုက်နိုင်တယ်လို့တို့တရွာလုံးကိုလည်းကယ်လိုက်တာပဲဟာဟုတ်တယ်ငါဘလောက်ရိုက်နေမေမေဒီဖိုးကောင်ကသူ့အကြောင်းကိုလုံးဝထုတ်မပြောလို့နှင်ထုတ်မရဘူးဖြစ်နေတာအခုသူကဇရဲပြင်ရွာသားများကြီးဆိုတာသိရတော့သူ့ရဲ့ဆိုင်ရာပိုင်ရာတွေစီမှာပြန်ပြီးတော့ချုပ်ခိုင်းလိုက်ပြီးဒီတစ်ခါဒီကောင်ဘသူကမှဒုက္ခပေးလို့မရတော့ဘူးဖိုးချုပ်ကိုကျေးဇူးတင်ရမယ်ကျေးဇူးတင်ပါတယ်ဖိုးချုပ်ရဲ့ငါယောက်ျားထွန်းဆန်ကိုကယ်ပေးလို့ငါလေနေ့လေကလေးကသူ့ရဲ့အမူအရာတွေမုံမမှန်လို့ရွာလူတွေကိုပြေးခေါ်တာအရေးတဲ့ဆရာအစီမံတွေလုပ်နေလို့နည်းနည်းကြာသွားတာကံကောင်းလို့ပေါ့ဟဲ့တော်သေးရပေါ့လုံးစိတ်မရဲ့ကျေးဇူးတင်စကားကိုဖိုးချုပ်ကြားတစ်ချက်မကြားတစ်ချက်ဖြစ်နေပါတယ်ဖိုးချုပ်ရဲ့နားထဲမှာကြားနေတာကတော့အဖွားတော်မေဆောင်ရဲ့စကားတန်တွေကိုပါဒါဖြစ်လေအဖွားစကားကိုနားထောင်ပြီးတော့အဲ့ဒီဆွဲကြိုးလည်းမြင်းနဲ့အမြဲတမ်းအတူထားဘတော်မှမပြောက်စေနဲ့ကြားလားမင်းမိဘတွေပေးခဲ့တဲ့နောက်ဆုံးအမွေပဲကွအဲ့ဒါကြောင့်လည်းမင်းကိုနာမည်အရင်ထိတ်လင်းပြောက်ပြီးတရွာလုံးကဖိုးရှုပ်လို့ခေါ်ကြတာဖိုးချုပ်တယောက်အဖွားကိုလှမ်းပြီးအောင်းမိနေရင်မျက်လုံးအစုံလဲမိတ်ကြလို့သွားပါတော့တယ်ဖိုးချုပ်ရဲ့နားထဲမှာသူ့ရဲ့နာမည်ခေါ်တန်နေကြားနေရပါတယ်ရုတ်တရက်ဆိုသလိုဖိုးချုပ်မျက်လုံးပွင့်လို့လာခဲ့ပြီးတော့ကြောက်အားလန့်အားနဲ့ထပြီးထိုင်လိုက်ပါတယ်ဘေးဘီဝဲရကိုကြည့်လိုက်တော့မှသူ့အိမ်ကိုသူပြန်ရောက်နေတယ်ဆိုတာကိုသိလိုက်ရတာကြောင့်ဟင်ကနေတက်ပြင်းချနိုင်သွားပါတယ်နဘေးမှာတော့အဖွားကြက်တော့ကိုတာမောင်တို့ကသူ့ကိုဝိုင်းပြီးကြည့်နေကြတာပါသူဘာဖြစ်သွားတာပါလဲသူသေးသွားတာလားမသေးဘူးလားတွေးမရဖြစ်နေမိပါတယ်အတွေးထဲမှာထွန်းဆန်ရဲ့ကြောက်စရာပုံရိပ်တွေနဲ့သူ့ရဲ့လက်ပင်ကိုတင်းတင်းကြပ်ကြပ်ညှစ်ခံရတာတွေကိုပဲအနေခွက်နဲ့ပြသလုံးမျိုးပြန်ပြီးမြင်အောင်နေမိပါတယ်သူ့ကိုကြည့်ရင်အဖွားကမျက်ရည်ဝိုင်းသားနဲ့ခေါင်းလေးကိုပွင့်ရင်းစကားဆိုလာခဲ့ပါတယ်ဖိုးချုပ်ငါမီးလေးရဲ့မသေးကောင်းမပြောက်ကောင်းကန်တီပေလို့တာပေါ့အဖွားပြင်စိတ်ပူလိုက်ရတာကွယ်ဒီခါမှကြတော့ကလည်းဖိုးချုပ်ရဲ့လက်ကိုစုပ်ကန်လိုက်ပြီးတော့စိတ်ပူတဲ့လေသံနဲ့ခုလိုစကားဆိုပါတယ်ဖိုးချုပ်တကယ်ချင်းမင်းသတိရလာပြီလားကံကောင်းလို့ဘာမှမဖြစ်တာကွာမင်းမအဖွားကသူ့ကိုကြည့်ရင်ခေါင်းတငိမ့်ငိမ့်နဲ့မျက်ရည်တွေဝိုင်းနေမိပါတယ်ဖိုးချုပ်ကတော့ထနေရင်ဆွဲကြိုးကိုသတိရသွားလို့မေးလိုက်မိပါတယ်ဒီကဖိုးချုပ်ရဲ့ဆွဲကြိုးကိုထက်လန်းဆရာကဖိုးချုပ်သတိလစ်နေတဲ့အချိန်မှာတိတ်ထိတင်ထားပေးပြီးတော့ဖះเจ้าဆောင်ပေါ်မှာတင်ထားတဲ့အကြောင်းနဲ့ဖိုးချုပ်နိုးလာမှပြန်ဝယ်ပေးမယ်အကြောင်းတွေကိုအဖွားကစီကာပတ်ကုန်းပြန်ပြောပြတာပေါ့ဖိုးချုပ်ကဝတ်ချင်တယ်လို့ပြောပြနေတာကြောင့်ကြက်တော်ကထယူပေးလိုက်ကဖိုးချုပ်ရဲ့ခေါင်းကိုဆွတ်ပေးလိုက်ရပါတယ်အဲနောက်တော့ဖိုးချုပ်ကအဖွားကိုကြည့်ရင်တီကြည်တဲ့မျက်နှာထားနဲ့ခုလိုစကားဆိုပါတယ်အဖွားကျွန်တော်နောက်ဆိုလို့ရှင်လေအဖွားရဲ့စကားကိုနားထောင်မှမယ်အဖွားမကြိုက်တာလည်းဘာမှမလုပ်တော့ပါဘူးပြီးတော့နောက်ဆိုရင်လေနေရာတကာပါတဲ့ဖိုးချုပ်မဖြစ်အောင်စင်ကြမမယ်ရှုပ်ရှုပ်ရှက်ရက်တွေလည်းမလုပ်တော့ပါဘူးအားလုံးရဲ့မျက်နှာမှာအပြုံးရိပ်တွေတန်းသွားခဲ့ပါတယ်တစ်ဆက်တည်းမှာပဲဖိုးချုပ်ကအဖွားဖြစ်သူကိုခွန်းနှောင်းစကားဆိုပါတယ်အဖွားကျွန်တော်လေတလားလောက်တင်ကန်းဝတ်ချင်လို့ခွင့်ပြုပေးပါလားယင်ကောင်းတာလုပ်တာပဲငါမီးရဲ့အဖွားခွင့်ပြုပါတယ်ဟဲ့ဖိုးချုပ်မင်းတကယ်ပြောလားဒါဆိုရင်သူနဲ့ဖော်ရအောင်ကျုပ်လည်းဝတ်မယ်ဖွားရဖိုးချုပ်နဲ့အတူတူပေါ့အေးကွယ်ကောင်းတယ်ဒီလိုနဲ့နောက်တစ်ရက်မှာတော့ဖိုးချုပ်တယောက်အရှုပ်တွေမလုပ်တော့ဘဲနဲ့လိန်မာသွားပြီဖြစ်တဲ့အကြောင်းကတရွာလုံးကိုပြန်နှံ့လို့သွားပါတော့တယ်ပရိသတ်များခင်ဗျာဖုံးဝင်သွားတဲ့အလောင်းဇလန်းကတော့ဒီနေရာမှာတည်းမဲ့အဆုံးသတ်သွားခဲ့ပါတယ်ယခုဇလန်းလေးကတော့ဝတ္ထုဇန်ညွန်းဆ iam ရှင်မင်းပုံရဲ့မှောင်ဝင်တဲ့အရေးသားတွေကိုကျွန်တော်ကိုရန်ကရေဘက်ကြီးနဲ့ခန်းစားပြီးတော့တင်ဆက်ပေးခဲ့တာပါကျွန်တော်တို့ရဲ့ channel လေးကနေခုလိုမျိုးထူးခြားဆန်းပြတဲ့အကြောင်းအရာလေးတွေကိုတင်ဆက်ပေးနေမှာဖြစ်ပြီးတော့ယခုဗီဒီယိုလေးနဲ့ပတ်သက်လို့ဝေဖန်အကြံပြုလိုတာရှိရင်လည်း
ကွန်မန့်မှာရေးပေးခဲ့ကြပါအောင်ဗျဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူကိုဝေရမဲဖြစ်ပါတယ်ဗျကျွန်တော်တို့နောက်ထပ်ဇလံကောင်းလေးတွေနဲ့အတူပြန်လည်ဆုံတွေ့ကြတာပေါ့